Hello ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတော့နမ်ပါဒီ channel လေးကနေပြီးတော့အချက်စလန်ကောင်းများစွာကိုတင်ဆက်ပေးနေဖြစ်ပါရှင်။ဒီကနေ့မှာတင်ဆက်ပေးမယ့်ဇလန်လေးကတော့စာရေးသူတန်းဆွေရေးသားထားတဲ့ပိုပြတ်တဲ့ပန်းလို့အမည်ရတဲ့ဇလန်ရဲ့ဇာတ်သိမ်းပိုင်းပဲဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကိုအခုပဲစတင်လိုက်ပါပြီ။ကိုသိန်းထားရဲ့အိမ်ကတော့ခညာကြီးကျယ်တဲ့အိမ်ကြီးဖြစ်ပါတယ်။အေကန်ပတ်လည်မှာကမ္ဘာနိုင်ငံရေးခေါင်းဆောင်ကြီးတွေရဲ့ပုံကိုသူ့ရဲ့ပုံနဲ့အတူပုံကြီးချဲလို့ချိတ်ဆွဲထားတယ်။ကျွန်တော်ကလင်ကွင်းရဲ့ပုံနဲ့ရှင်ထားတဲ့သူ့ရဲ့ပုံကြည့်လိုက်တယ်။သူ့ကိုယ်သူလင်ကွင်းလောက်များအောင်မရထင်ပါရဲ့။ကိုသိန်းထိုက်ကထုံးစံတိုင်းကျွန်တော်ကိုဝမ်းသာအားရစွာစီးကြပါတယ်။အဲဒီနောက်ကျွန်တော်ကိုအရက်နဲ့အိတ်ခံပြီးတော့စကားပြောပါတယ်။အရက်ကိုကျွန်တော်ကတောက်တယ်ဆိုမှတောက်ပေမဲ့ကိုသိန်းထိုက်ကတော့တစ်ခွက်ပြီးတစ်ခွက်စက္ခစကားတောက်နေပါတယ်။ကျွန်တော်ကကိုသိန်းထိုက်နဲ့ဘာတွေပြောနေကြတယ်ဆိုလို့အခုတော့မမရောပါအခုမဆိုထားနဲ့အဲ့ဒီချိန်တော့စကားပြောနေရင်ပြောခဲ့တဲ့စကားတွေကိုမေ့နေတတ်ပါတယ်ကျွန်တော်တို့စကားပြောနေခိုင်မှာအကန်တိတ်ကိုမိမအရွယ်တယောက်ဝင်လာပါတယ်သူ့ရဲ့တကူလုံးကခြေလေပြင်ဆင်မှုတွေများလို့သူ့ရဲ့ပင်ကိုရုပ်သိမ်ကိုအတိတစဖော်ပြဖို့ငါမစွမ်းနိုင်ခဲ့ပါမိမရွှေကကနွေကရအမှုအရာနဲ့ကိုသိန်းထားရဲ့ဘေးမှာဝင်ထိုင်လိုက်တယ်ကျွန်တော်ကိုကြည့်ပုံကလည်းအပြူမလေးတယောက်ရဲ့အကြီးနဲ့တူလာပါတယ်ကျွန်တော်ကိုကြည့်နေရကအိုးနောက်ရှိရများစနေမလားခေကမောင်တယောက်တည်းအောက်မိလို့ညူတူတူလေတန်နဲ့ပြောလိုက်ပါတယ်ကိစ္စမရှိပါဘူးကိုတေးမမိုင်းမိတ်ဆွေဟောင်းမှာမောင်တို့ပြောနေတဲ့စကားတွေကအေးကြီးတဲ့စကားမဟုတ်ပါဘူးကိုသိန်းထိုက်ကသူ့ဇနီးကိုနေသိမ့်စေပြီးမှကျွန်တော်ဘက်ကိုလှည့်လိုက်တယ်ကိုထွေးမောင်အဲ့ဒါကျွန်တော်ရဲ့ဇနီးပဲခင်ဟော်ရီကိုထွေးမောင်ကမောင်နဲ့တူကောလိပ်မှာနေခဲ့တာအခုတော့အက်ဒီတာလေးအစားမြမလေးမှသတင်းထောက်လေးပေါ့အခုတော့ကိုသိန်းထိုက်ကအခုကျွန်တော်လုပ်နေတဲ့သတင်းစာတိုက်ရေးနာမည်ကိုပြောပြပါတယ်။ဟုတ်ကဲ့ဝန်သားပါတယ်။ तू ကကိုလုံးအောင်နေလေအတော်ခင်နေကွသိလား။ခင်ကကိုသိန်းထိုက်ရဲ့ဘေးမှာထိုင်နေရကထားလိုက်တယ်။ကဲစကားပြောကြအောင်ခင်စားဖို့တောက်ဖို့စီမံလောက်မယ်။အဲ့ဒီလိုပြောပြီးတော့အေကန်ကိုထွက်သွားတယ်။ကျွန်တော်ကခင်ရဲ့အမူအရာကိုကြည့်ပြီးတော့စိတ်ထဲမှာဦးကြောင်ကြောင်ဖြစ်နေပါတယ်။ तू ကကိုသိန်းထိုက်ကိုလွန်စွာလေးစားချစ်ခင်ပုံရတယ်။ကျွန်တော်ရဲ့မိမသဘောကောင်းပါတယ်။ကိုသိန်းထိုက်ကဇနီးကိုချီဝန်ခံဖွင့်ပြန်တယ်။တကယ်လဲညံ့လေတော့ပါတယ်။သူလေကျွန်တော်လွတ်တော့မှပြောမဲ့စကားတွေအဆိုတွေကိုကုညီပြီးရေးပေးရှာတယ်။သူကိုယ်တိုင်လည်းဆမလုပ်ခဲ့တာ။အဲ့ဒါတော့ခမသိမှာပေါ့။ကိုသိန်းထိုက်နဲ့တည်တံ့ခဲ့တဲ့ရှီလျားရီကာလာတွေမှာဒီတကားသာအဲ့ဒီလိုဝန်ခံချက်ကြားလို့ကျွန်တော်ကလွန်စွာအံ့အားသင့်မိပါတယ်။ဟိုရခင်သူ့အတွက်မိကုံဟုသမျှကိုလုံးအောင်ကရွေးခဲ့ပြီးတဲ့အတိုင်းမိသူမြလေတံမဟခဲ့ပါပဲ။အခုလိုမျိုးသူ့ရဲ့မိမကကုညီတာကိုဖော်ပြပြောနေတာအရက်မူးနေရကြောင်လို့တွေးမိပါတယ်။မိပါအောင်ဗျ။ရောက်တဲ့အခါအေးစစ်စစ်ပေါ့ဖင်တကြကြလုံးနေစမ်းပါနဲ့။ကျွန်တော်ရောက်တဲ့အခါမှာကျွန်တော်ကပဲဂီယူဆိုင်ကျွေးမွေးပြစေ။ကိုသိန်းထားရဲ့စေတနာကတော့ရခင်အတိုင်းပဲရှိပါတယ်။အဲဒီအခါအိမ်ပေါ်ကိုမိမတယောက်တက်လာတယ်။မိမရဲ့တင်ပြင်ကတင်းငိမ့်ပေမဲ့မင်းမိန်လာပါတယ်။သူ့ရဲ့ဘဝနောက်ချာမှာဝမ်းနေစရာတွေပြည့်နေတဲ့အသွင်မျိုးစောင့်နေပါတယ်။ကျွန်တော်ကသူ့ကိုတတိထားလို့ကြည်မိခဲ့တာကြောင့်ကောင်းစွာမှတ်မိပါတယ်။ကျွန်တော်ကသူ့ကိုရခင်ကတခါမှမမြင်ခဲ့ဘူးပြင်တခါမြင်ုံနဲ့မှတ်မိခဲ့ပါတယ်။အော်မသက်တင်လာဗျာလာဟောတာကျွန်တော်မိတ်ဆွေကောလိပ်တုံးကအတူနေခဲ့ကိုထွေးမောင်ဗျရန်ကုန်ကအေရီတာပဲကိုထွေးမောင်ကျွန်တော်ရဲ့ညာလေးရုံအမျိုးသမီးကြီးပေါ့ဗျာကိုသိန်းထိုင်အဝစင်းရှင်ရှင်နဲ့နှုတ်ဆက်ပြီးတော့အာရပါရရနေပါတယ်မသက်တင်ကကျွန်တော်ကိုပြုံးလို့ကြည့်ရင်သူ့လက်ထဲမှာပါလာတဲ့စာရေးဖိုင်တွေကိုဇပွဲပုတ်တင်လိုက်ပါတယ်။ထားခဲ့မသက်တယ်။ဇပွဲပုတ်မော်ထားခဲ့ပါ။ကျွန်တော်ကြည့်လို့လိုက်ပါမယ်။ကိုသိန်းထိုက်ကဣဘရဟာလင်လင်ကွင်းရဲ့ဓာတ်ပုံအောက်မှာရှိတဲ့ဇပွဲပုတ်ကစာရေးဖိုင်တွေကိုထုတ်ယူလို့ကြည့်နေခိုင်းပါ။ကျွန်တော်ကကိုသိန်းထိုက်ကိုငေးဆိုင်လို့ကြည့်နေပါတယ်။ကိုသိန်းထိုက်ကိုငေးဆိုင်လို့ကြည့်နေရကနေကျွန်တော်တယောက်ကကြည့်နေတယ်လို့စိတ်ထဲမှာထင်မိတယ်။စိတ်ထဲမှာကိုသိန်းထိုက်ရဲ့ကိုယ်ကွဲတွေကကျွန်တော်ကြည့်နေရလို့ထင်ပေမဲ့ကြည့်နေတဲ့သူကမသက်တင်ဖြစ်နေပါတယ်။ကိုသိန်းထိုက်ကလင်ကွင်းရဲ့ဓာတ်ပုံအောက်မှာစာရေးတွေကိုဖက်လက်ရှိသေးတယ်။ကျွန်တော်ကမသက်တင်ကိုလှမ်းကြည့်အခါမသက်တင်ကခြာကနေလှည့်ထွက်သွားတယ်။အဲဒီညကကိုသိန်းထိုက်နဲ့အတူထမင်းစားခဲ့ကြပါတယ်။ကျိုက်ထုမျိုးပေါ်မှာနေခိုက်မှာတဲခုအိမ်ထက်သူ့အိမ်ကိုသွားနေရများတယ်။သူ့အိမ်ကိုရောင်းမဖြစ်တတော်နဲ့ပြန်မလို့ပါ။သူကမပြန်မနေလို့ဆွဲထားကကျွန်တော်စိတ်ထဲမှာသူတယောက်တည်းမနေခြင်းလို့ဆွဲထားရလို့ထင်လို့စိတ်ညစ်မိပါတယ်။သူစီကပြန်လာမှပဲစိတ်သက်သာရရှိခဲ့တယ်
ဒါပေမဲ့ကြိုက်ထီးရိုးကိုအသားရုပ်အပြန်မှာသူ့အိမ်ကိုဝင်ခဲ့ပါတယ်။ဘာလို့သူ့စီကိုသွားချင်ခဲ့လဲဆိုတာမသိပါ။သူနဲ့တွေ့ရလို့လေစိတ်ထဲမှာဘလို့မှမကြည်ညိုပါ။သူနဲ့တွေ့ရတဲ့အခါတွေမှာအနစ်မပါပဲအလဟတ်သားရှိလာတယ်လို့ထင်ခဲ့မိတယ်။နောက်တစ်ကြိမ်အတွေ့မှာတော့သူ့ရဲ့ရုပ်လက္ခဏာကမျက်စိတဝိုင်းနဲ့နှာခေါင်းပါးပြင့်တွေတောင်တွန့်လျက်ရှိတယ်။ဒါမဲ့ရုပ်ရည်ရဲ့ပြည့်ပြည့်မှုကတော့မပြောင်းနိုင်ပါ။ဘာလို့လဲဆိုတော့သူ့ရဲ့အယိုးစစ်တွေကပြည့်ပြည့်နေရကြောင်းဖြစ်ပါတယ်။ဒါမဲ့အောင်မြင်လာတဲ့အတန်ကတော့အရက်ရှိန်ကြောင့်ကွဲအပ်လို့လာနေပြီ။နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာကိုသိန်းထိုက်ကပြုတ်လေပါတယ်။သူတို့ရဲ့အဖွဲ့ကတခြားသူတယောက်ကတက်တယ်။ကိုသိန်းထိုက်ကအဲ့ဒီနေ့ကတရားသူကြီးအဖြစ်နဲ့မန္တလေးကိုပို့ပြီးတော့ခန့်အပ်ခြင်းခံရပေမဲ့မန္တလေးမှာ3-4လခန့်နေပြီးတော့စိုက်ထိုကိုပြန်နေကိုသိန်းထိုက်ရဲ့ဇနီးကမန္တလေးမှာမနေနိုင်လို့ဆိုတာကြောင့်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရတယ်။စိုက်ထိုကိုပြန်ခြင်းကသူတို့အတွက်အဓိပ္ပာယ်ရှိတယ်။မင်းတိုင်ပင်အမက်မဟုတ်တော့ပေမဲ့သူ့ကိုစိုက်ထိုတစ်မျိုးလုံးကကြည်ညိုတယ်လေးစားတယ်။ခင်မင်းနဲ့နေရာတကာမှာရှေ့တန်းရထားတယ်။မင်းကြော်ကြီးအဖို့သွားလိရရမှာခီဦးသူပြုမိသူကများလာတယ်။အဲ့ဒီအရက်မှာသူတို့အတွက်လောကနိဗ္ဗာန်ဖြစ်တယ်။ကိုသိန်းထိုက်ရဲ့ပါတီဝင်တွေနဲ့ဘေးစေဟောင်းတွေကလည်းကိုသိန်းထိုက်ကိုဂယုတဆိုင်အရေးပေးကြပါတယ်။ထောက်ပံ့ကျွေးမွေးကြတယ်။ရုပ်စွာအစုံဝီစကီတစ်တာဘီယာတစ်တာကိုတော့ပို့ပေးကြတယ်။သူတို့ရဲ့အာစရိကိုကြည်ညိုလို့လေးစားရုံများမကတနေ့မှာဘုံပန်းတွေပြန်လဲပွင့်လန်းလို့လာလိုက်အောင်မယ်လို့ယုံကြည်နေကြတယ်။အဲ့ဒီအချိန်မှာကိုလွန်းအောင်တယောက်ကရန်ကုန်မြို့မှာရှိတဲ့ကုတ်ကိုင်းရက်ကွက်မှာရှိတဲ့အင်ဂျီတစ်ခုပေါ်မှာအဲ့ရထမလဲလျောင်းလို့နေရပါတယ်။ဒါပေမဲ့ဝင်းလုံတော်ရဦးလွန်းအောင်နဲ့ဝင်းလုံတော်ရဦးခင်အေးဝင်းလုံတော်ရဦးတာခင်ဝင်းလုံတော်ရဦးတင်ဦးဟုနာမည်လေးလုံးရှိတယ်။စိုင်ပုတ်ထိတ်ထားတဲ့ဘားလဲရုံခန်းမှာတော့အမြဲတမ်းအမှုသည်တွေရောက်လက်ရှိတယ်။ကိုလွန်းအောင်ကလူကအဲ့ရထမရှောင်းနေပေမဲ့သူ့ရဲ့စွမ်းရည်တွေကပြည့်နေလက်ရှိတယ်။သူကဝင်းလုံပေါစ3ယောက်ကိုနေနှင်းစွာထိမ့်သိမ်းညွန်ကြားတုံ့တင်နေပါတယ်။ကျွန်တော်ကတနေ့မှာဘားလန်းကိုရှောက်လို့ကိုလွန်းအောင်ရဲ့အလုတ်ခန်းကိုသွားရကကိုလွန်းအောင်ရဲ့အိမ်ကိုတီးခဲ့ရတယ်။တီးပြီးတော့မကြမီမှာကိုလွန်းအောင်စီကိုလာခဲ့မိပါတယ်။ကိုလွန်းအောင်ကိုအဲ့ရထမတွေ့ရတယ်။သူစောင့်ရှောက်တဲ့သူနာပြူးဆရာမချောတော်တယောက်ကိုတွေ့ခဲ့ရတယ်။ကျွန်တော်ရှောက်လို့အသွားမှထွက်ခါတော့မေးဆက်ဆက်ဖြစ်နေတဲ့လူငယ်2ဦးနဲ့မိတ်ဆက်ပေးပါတယ်။သူတို့ကဝင်းလုံပေါက်စကလေးဖြစ်ကြတယ်။အဲဒီနောက်သူနာပြူးဆရာမကိုခေါ်ပြီးတော့ကော်ဖီဖြောစီပါတယ်။အဲဒီနောက်ဆရာမကလေးကိုကဲဆရာမကြီးဒီနေ့ရောဟောရီအဲ့ဒါကိုထွေးမောင်နဲ့စကားပြောမယ်။မတွေ့တာတော့ကြပြီ။အားရပါရစကားပြောမှာဆိုတော့ကော်ဖီခက်မြများလုပ်ပေးပါ။ကျွန်တော်စိတ်ထဲမှာကိုလွန်းအောင်ရဲ့ချမ်းမကြီးတိုးတက်နေတယ်လို့ထင်ခဲ့ကြောင်းအခုအတိုင်းဆိုပါကမကြခင်မှာကောင်းကောင်းမွန်မွန်ဖြစ်လာနိုင်တယ်လို့ထင်ဆောင်ပြောခဲ့ပါတယ်။ဒါမဲ့သူ့ရဲ့အခြေအနေဘလောက်ဆိုးနေကြောင်းကိုကျွန်တော်ခေါင်းဆောင်သတိထားမိတယ်။ကြီးနဲ့ကုတ်ကွေးနေတဲ့ကိုခန္ဓာကတခင်ကထက်ပုံမှုကြီးနဲ့ကုတ်ကွေးလာပြီးတော့အဲ့ရပေါ်မှာအနေတစ်မျိုးတည်းနဲ့ကြကြမနေနိုင်ပါ။ကိုလွန်းအောင်ကကျွန်တော်ကိုကြည့်ပြီးတော့မဲပြုံလိုက်ပါတယ်။ကျမလာနိုင်တော့မှမဟုတ်ပါဘူး။ကိုတရားတော့မှဒါမဲ့ကိုလုံးချိန်ခဲ့ရပြီးအားလုံးလုပ်ခဲ့ရပြီ။ကုတ်ကြီးနေတဲ့ဟော်ရီခန္ဓာကိုယ်ထဲမှာမရှိနိုင်တဲ့ဟာရီတော့ရခဲ့ပါပြီ။ကိုလွန်းအောင်ကတပ်ပြင်းတစ်ချက်ကိုချလိုက်ပါတယ်။အဲဒီနောက်ကဲကော်ဖီတောက်အေးစစ်စကားပြောရအောင်ဒီနေ့စကားသိပ်ပြောချင်တာပဲ။ကျွန်တော်တို့နှစ်ယောက်လက်ရှိနိုင်ငံရေးအခြေအနေကမ္ဘာအခြေအနေမြို့ပေါ်ကတည်နဲ့ဟိုရခင်အချိန်ကောင်းကြုံစင်ကကြည်နူးဖွဲ့ရာတွေကိုပြောကြပါတယ်။ကိုထွေးမောင်နဲ့နောက်ထပ်တွေ့ချင်မှတွေ့ရမယ်။ဒီတော့စကားပြောချင်တာရှိတယ်။ကိုထွေးမောင်ဖို့မှကိုနဲ့ပတ်သက်ပြီးတော့မရှင်းမဖြစ်တာလေးရှင်းစရာရှိတယ်။ကဲဆိုတော့ဒီကိစ္စခင်ဗျားနဲ့ဘယ်လိုမှတော့မပတ်သက်အောင်။ဒါမဲ့ခင်ဗျားသိတဲ့နဲ့သိခွင့်ရှိတယ်။ဘာဖြစ်ဖြစ်ကိုကတော့ပြောချင်တာ။ဒါကအင်္ဂလိပ်တွေသိခါနီးမှာဖွင့်ဟဝင်ကချက်တွေပြောသွားတယ်လို့မျိုးပဲ။ကိုကထားရီကိုအခုထက်တီးတော့ဘယ်သူမှမပြောခဲ့ရသေးဘူး။ကျွန်တော်ကသူပြောမယ့်အကြောင်းသိနေပြီ။သူထင်ထားတာထက်ကျွန်တော်ပိုလို့သိပါတယ်။ဒါပေမဲ့ကိုလွန်းအောင်ကတော့စိတ်ဝင်စားစွာသူ့ရဲ့ဇလံကိုပြောပြလေတယ်။ညှော်လင်းချက်ကင်မဲလာအောင်ကုတ်ကြည့်နေတဲ့မတန်မစွမ်းလေးတယောက်ကဘလောက်များရှင်မန်းချက်ကြီးခဲ့ရဲဆိုတာကိုခမတွေးမိခဲ့လိမ့်မယ်။ကြားဘူးခဲ့လိမ့်မယ်။ကြည်စံကိုကမစွမ်းမတန်လေးဖြစ်နေမွေးကြတာ။ဒါမဲ့အသက်73နှစ်သား14နှစ်သားဘွားရရောက်ကိုတိတ်ပြီးတော့ရီမန်းချက်ကြီးပါလာလို့သိခဲ့အောင်ကိုကကိုဖေကိုလည်းချစ်တယ်မုံလဲမုံနေကိုဖေကအခက်ရတော့တော်တော်ရုပ်ဖြောင်းနေစက်တိုင်ကြတယ်
တကယ်လို့ तू ကလူနဲ့တူအောင်ကျင့်ခဲ့မယ်ဆိုရင်လောကမှာအထုအထိတ်ကနေမေးလူဒါပေမဲ့ तू ကလူတွေကိုမုန်းနေရှုံနေဆက်ဆုပ်တယ်အဲ့ဒါကြောင့်လောကကြီးကို तू ကအရွေးတိုက်ခဲ့တယ်။ကိုကလုပ်ခဲ့တာ။ तू ကကိုတော်တော်လူလာမြောက်တဲ့အချိန်ထိစတိုင်ချတော့မယ်။ကိုကလူအသာမစွမ်းမတန်ဆိုပေမဲ့လူမစွမ်းနှမဆိုတာလို့ထူးခြားတဲ့စိတ်ကိုရှိခဲ့တယ်။ခုဖေဟာဘလို့လူပဲဆိုတာကို तू သိတယ်လို့ထင်တာတဲ့ကိုကပူသိတယ်။အဲ့ချက်တခုက तू ကကို့မုန်းတဲ့အချက်တွေထဲမှာအရေးကြီးတဲ့အချက်တခုပဲလို့ထင်တယ်။ကိုလွန်းအောင်ကကိုရဲ့အနေထားကိုပြင်လိုက်ပြီးတော့စီပြင်းလိမ့်တလိပ်ကိုယူပြီးတော့မင်းကြီးနေပါတယ်။အသက်16နှစ်လောက်ကျတော့ကိုလိုချင်တာဘာလဲဆိုရအချက်ကိုသိလာတယ်။ကိုကကိုဖေမဖြစ်ခဲ့သမျှတွေဖြစ်ချင်ခဲ့တယ်။နိုင်ငံကောင်းဆောင်မိတိုင်ပင်အမတ်ဝင်ကြီးနိုင်ငံဝန်အထိဖြစ်ချင်ခဲ့တယ်။နိုင်ငံတစ်ခုလုံးလဝါပေါ့တင်ပြီးတော့ချဲလေးခြင်းနေ။ကိုနိုင်ငံကိုပြုပြင်ခြင်းနေ။ကိုရဲ့လက်ရုံညွှန်ရောက်ကိုတိုင်းသူပြည်သားတွေကိုမြင်သွားခြင်းနေ။ကိုလွန်းအောင်ကကျွန်တော်မျက်နှာကိုကြည့်ရင်စကားပြောနေရကဗရင်ပေါက်စီကိုလမ်းမြော်ကြည့်လိုက်တယ်။ဒါမဲ့အဲ့တုန်းကကိုရဲ့မဆွေမတန်ပွားကြောင့်ကိုကဒါရီရှာနိုင်မှာမဟုတ်ဘူးလို့သိခဲ့ပါတယ်။မဆွေမတန်ကောင်ကမစုံကောင်ပဲဖြစ်အောင်ပါ။နိုင်ငံရေးသမားဆိုတာကြင်ဖိအေးချင်းကောင်းရုံမကောင်းအင်္ဂါရိုးကလေကောင်းမှဖြစ်မှာဥပဒေရောကလေလိုသေးရဲ့အဲ့ဒါနဲ့ကိုလေးကိုရောက်လာရကိုသိန်းထိုင်းနဲ့စုံမိခဲ့တယ်။ကိုသိန်းထိုင်းကိုစီလာပြောသူ့စာပြပြီးဖို့ပြောတယ်။အာနီကိုကသူ့စာပြပေးရတယ်။ဒီတော့သူ့မှာကစားခုံလာဖို့အချိန်ပိုရပေါ့။အဲ့လိုနဲ့ညတိုင်းသူ့စာပြပေးခဲ့တာ။တနေ့တော့သူလည်းပြန်ထွက်သွားရောကိုရဲ့စိတ်ထဲမှာအကြံကောင်းတစ်ခုပေါ်လာတယ်။ကိုရဲ့ရင်မဲချက်အောင်မြင်ဖို့ကျင်းနှက်စရာလမ်းစာကိုတွေ့လာတယ်။ကိုသိန်းထိုင်းကိုဘွားရဲ့တစိမ့်တတိသားလုပ်ဖို့ပဲ။ကရိယာတစ်ခုလုပ်ဖို့ပဲ။ကိုအသုံးပြုမဲ့ပစ္စည်းတစ်ခုလုပ်ဖို့ပဲ။ကိုလွန်းအောင်ကသူ့ရဲ့ကိုအချိန်ယူလို့ထိုင်လိုက်တယ်။အဲ့ဒီအချိန်မှာသူ့ရဲ့မျက်လုံးတွေအယောင်တောက်လို့နေပါတယ်။ကြည်စံကိုမှမရှိတဲ့အရာမှန်တမျှသူ့မှာရှိတယ်။သူ့မှာမရှိတဲ့ဟာတွေကကိုမှရှိနေတယ်။ तू ကကာယဗလာကောင်းနေရုပ်ဖြောင်းနေလူတိုင်းသူ့ကိုခင်ကြတယ်။မိမယောက်ျားမရွေးသူ့မြုံနဲ့လေချစ်ခင်လောက်အောင်ရုပ်ဖြောင်းတာသူ့ရဲ့ပြုတ်မှုကလေရင်သေးသိမ့်မွေရဲ့။နောက်ပြီးတော့သူ့ကိုလူတိုင်းကခင်မင်းစေခြင်းနေသူ့ပေါ်မှာလေလူတကာခင်စေခြင်းတာတော့တနာစရာကောင်းလာမယ်။ဒါမဲ့ညံကြောက်တိတ်ထိုင်းတော့ကိုစားပြန်တော့လေညံကောင်းနေမညံ့လေကောင်းနေတင်လို့မှတ်လို့လွယ်တယ်စဉ်းစားတတ်တယ်စီမံခန့်ခွဲတတ်တယ်လူတွေပါကြိုက်တယ်ဆိုတာသိတတ်တယ်ကဲဘလောက်မြအံ့ဩစရာကောင်းတဲ့အတွေ့လဲလို့ကိုရညကိုပေါင်းပြီးတော့တယောက်တည်းလှုပ်လိုက်ရင်ဒီလူကနိုင်ငံရေးလောကမှာဖြားတစုဖြစ်တော့မှာသူစိတ်ကူးမှတ်တမျှကိုယ့်စိတ်ကူးဖြစ်ရင်ဘသူလာလို့ရှင်နိုင်ဦးမှာလေသူပြောရေးစကားမှတ်တမျှကိုပြောမယ့်စကားဖြစ်ရင်အဲ့ချိန်ဟာကိုတွေးမိခဲ့တာသူ့ရဲ့ခန္ဓာကိုယ်ရဲ့စိတ်အတွက်အသုံးချဖို့ပဲကိုလွန်းအောင်ကမျက်နှာကိုရှုံသွားအောင်ပြောလိုက်တယ်ခမားစိတ်ထဲမှာတော့အင်မတန်ဆန်တဲ့ဝိထုဇလန်တစ်ခုရဲ့အဆောက်တွေ့ရပြီလို့ထင်ပါဒါမဲ့ဒီဇလန်အစုံသက်ကဘလောက်တောင်ကြောက်စရာကောင်းနေဘလောက်အံ့ဩစရာကောင်းနေဆိုတော့တွေးမိမယ်လို့မထင်ဘူးဒီအတွေ့ပြက်ပုံကဘလောက်ကြေကွယ်ဖို့ကောင်းနေဆိုတော့စဉ်းစားမိမယ်မထင်ဘူးသူခဏကိုမှဖြစ်သည်မြကိုမှလေလာဖြစ်ရတယ်ကိုစိတ်ထဲမှာဖြစ်ချင်သည်မြသူ့မှာဖြစ်သွားတယ်သူကဘာလို့ပဲစဉ်းစားကိုလာမရတယ်လာတိုင်ပင်နဲ့လာပြောတယ်အဆုံးကြတော့ကိုစိတ်နဲ့သူ့ကိုပဲဆိုကြပါစို့ဒါမဲ့နေရာတိုင်းမှာကိုစိတ်နဲ့သူ့ကိုမဖြစ်နိုင်ခဲ့ဘူးဘယ်လိုနေရာလဲဆိုတော့မိမကိစ္စပဲကိုလုံးအောင်ကပရင်းပေါက်စီကိုငီးမြော့ပြန်နေအတန်ကြာငေးပြီးတော့သူကမိမတယောက်ကြိုက်တဲ့ခါမင်္ဂလာဆောင်တဲ့ခါတွေကြတော့ကိုနဲ့မဆိုင်တော့ကိုနဲ့ဘာမှမပတ်သက်တော့ကိုကခုတည်းတည်းလူပြိုပဲမိမဆောင်ဘယ်တော့မှမစင်စားမိမတွေကလေကိုကိုထိချင်ကြလိမ့်မယ်လို့မတင်ဘူးနောက်ပြီးတော့ကိုစိတ်ထဲမှာတခြားစိတ်ကပြင်းထန်နေတော့မိမယူချင်တဲ့စိတ်ကပိတ်ဖုံးနေအောင်အဲ့တော့ကိုသိန်းတိုက်ကိုချစ်လေချစ်ခဲ့တယ်မုန်းလဲမုန်းခဲ့တယ်ကိုသူ့မိမကိုတိတ်မုန်းတယ်ဒါမဲ့မုန်းတော့တော့မသိစေခဲ့ဘူးဘာလို့မုန်းရလဲဆိုရင်သူ့မိမသူ့ရဲ့ခန္ဓာကိုပိုင်ဆိုင်စိုးမိုးသွားလို့ပဲတကယ်ဆိုတော့သူ့ခန္ဓာကိုကျုပ်ပိုင်ခဲ့မလားသူကကျုပ်ခန္ဓာကိုတစိတ်တည်းတော့မလားမိမတွေသာသက်ဆိုင်ပြီးတော့ကိုနဲ့မဆိုင်တဲ့ခန္ဓာကိုယ်ပဲတည်ရတာနဲ့ကိုကသူ့မိမကိုမချင်မနဲ့ဖြစ်ခဲ့တာကိုလွန်းအောင်ကကျွန်တော်ကိုစူးစမ်းနေအကြည့်ကြည့်နေပြန်ပါတယ်ကိုဘာပြောနေရဆိုတာနားလည်မလားအဲ့တော့ရှင်းပြဖို့တော်တော်ခက်တယ်ခက်ရှုပ်ပဲဒါစဉ်းစားမိဆိုရင်ကို့မှာတိတ်ပြီးတော့စိတ်ထိခိုက်မိရဲ့မိမဝင်ရှုပ်လာတာတော်တော်ကြောက်စရာကောင်းတယ်ကိုသိန်းထိုင်းဖို့အတွက်ကျွန်တော်မှပူဆိုးတယ်သူကမိမရဲ့မျက်နှာမှုနဲ့အချစ်ကိုခံယူတယ်မိမတွေမချစ်တော့မကျင်တာတော့သူကရုပ်ချောတာပဲရှိတာရုပ်ချောကတော့သူ့အချီပဲဆိုရင်ဘာမှအသုံးမကျအောင်ကိုကသူ့ကိုကိုယ့်ရဲ့အကြံဉာဏ်အရေးအချင်းအလိမ္မာတရားတွေကိုပေးခဲ့တာအပ်ခဲ့တာ
ကုံပြောမယ်ဆိုရင်ကို့ကိုချစ်နေတဲ့မိန်းမတော့စွန့်ပစ်ခဲ့တယ်အခုမှတော့ကိုအကုန်ဖွင့်ပြောရမယ်ပြီးတာလေပြီးကုန်ပြီကိုလေးမကြခင်မှသိရတော့မှာနောက်ဒါကိုဘွားမှာကြေကွဲစရာလေးကောင်းလို့ပါကိုအလိမ္မာသုံးမှုတွေကြောင့်ကြေကွဲစရာဖြစ်ခဲ့ရတယ်ကိုရဲ့အလိမ္မာတရားကြောင့်ကိုကဘယ်တော့မှကျင့်တတ်မှုမရခဲ့ဘူးကို့ဖို့မှပတ်စံကိုရသမျှရှာတယ်အလုပ်ကိုစူးစမ်းလုပ်မယ်အမှုခင်းတွေမှာနိုင်တတ်နိုင်လုပ်မယ်ကိုသိန်းထိုက်ကိုတကူတတိရဲ့ကရိယာတစ်ခုပြအသုံးချနိုင်သမျှအသုံးချမယ်ဆိုတဲ့စိတ်တွေနေနဲ့အများရှိခဲ့တယ်ဒါထက်မင်းမှတ်မိသေးလားမင်းနဲ့ကိုနဲ့အတူနေကြတော့ကိုရိုးစီကိုလေတညမှာမအေးကြီးလေးရောက်လာတာမှတ်မိသေးလားဟာမှတ်မိရပေါ့ဘယ်မိမလဲကျွန်တော်စိတ်ထဲမှာဘယ်တော့မှဒီခံရောက်မှလေလို့တွေးနေတကယ်ဆိုတော့တရားကလေးမလေးကကို့ချစ်တယ်ဒါပေမဲ့ကိုကသူ့မစင်စားအောင်ဂိမ်းမဆိုင်အောင်ဟိုညကသူကကို့အာကိုတတိနဲ့လာပြောတော့မှစိတ်ထဲမှာအတော်လေးမတက်မတာဖြစ်မိတယ်ဒါနဲ့ဘယ်နဲ့ကျင်ရပါမလဲလို့စဉ်းစားလိုက်တော့လေကူဘက်မှာကို့အတိတယောက်မိမတယောက်တတိရတယ်ဒီတင်သူ့စီကမန်းကရန်ပြေးပြီးတော့မင်းကလေးတယောက်လာထားပြရစီလို့ပြောရတယ်တခါမအေးကြီးလေးကိုလေကိုရဲ့အမျိုးတွေစီမှာခဏသွားနေပါလို့ပြောရတယ်အဲ့ဒီမိမလေးခရဲုပ်ထရခညညစ်ထရပဲဒါနဲ့သူ့ကိုငွေလေးပါလေးပေးပြီးတော့မအေးကြီးလေးကိုစီးကျွေးခိုင်းရတယ်ဖြတ်စီခိုင်းရတယ်ဒါနဲ့ကိစ္စချောတော့မှပြန်လာခိုင်းရတာပေါ့ကိုသိန်းထောက်လည်းအကျိုးချောင်းပြောပြီးတော့ပတ်စံတောင်းတယ်အပတ်စံနဲ့မချောလေးကိုပေးရတယ်နောက်ပြီးတော့မိမကြီးစီမှာဆက်မနေတော့ပဲမိမကြီးကိုငွေနေရကြောက်ခဲ့ကြတယ်တဘောကတော့သူ့ပေါ်မှာတာအေးလို့စောင့်ရှောက်ပေးခဲ့လို့ကျေးဇူးဆက်တဲ့သဘောလေးမိမကြီးကမငင်းမအောင်အဲ့တော့ကမိမကြီးကသူ့ရဲ့တပီးဖြစ်သိချင်မှသိမှာဒါမဲ့မိမကြီးကြည့်ရတာတကယ်သိရင်တောင်မှမသိချင်အောင်ဆောင်ပြီးတော့ငွေကိုပဲအရယူမယ်မိမကြီးအဲ့ခါမှာအဲ့ချိန်ခါကအိမ်ရှင်မုတ်ဆိုးမကြီးအိမ်ပြင်သေးကိုတတိယခဲ့ပါတယ်ကိုစိတ်ထဲမှာတွေးလိုက်တိုင်းစိတ်မချမ်းသာဘူးဆိုတော့အဲ့ဒီကိစ္စပဲကိုကမအေးကြီးလေးမချစ်ပေမဲ့မအေးကြီးလေးကကိုမရဖြစ်ပြီးကလေးဟာကိုကလေးများဖြစ်ရင်ဆိုတဲ့အတွေးတွေဝင်လာတာကိုကျူးလိုမီအဖြစ်ကိုအတော်ပဲစိတ်မချမ်းသာဖြစ်မိတယ်ဒါမဲ့ဒီမင်းကလေးဟာကိုပိုင်နေတဲ့ကိုသိန်းထိုက်ခန္ဓာကိုပိုင်ဆိုင်ခဲ့သူမလားအဲ့တော့ကို့အဖို့မှာမအေးကြီးလေးကိုဒီလိုလုံးမဖြစ်မှာပေါ့တကယ်လို့အဲ့တော့ကမအေးကြီးလေးကိုတနာပြီးကိုသိန်းထိုက်ကတတိသမီးနဲ့မရှူဘဲနေခင်ကိုရဲ့အစီအစဉ်အားလုံးအလကားဖြစ်ကုန်မှာမအေးကြီးနဲ့သူနဲ့ယူရင်သူ့ဘွားမအေးကြီးနဲ့ပဲအဆုံးသတ်မှာအဖိုးတက်မေလူကအညွန့်ချိုးသွားမှာမအေးကြီးလေးကရှင်နေရိုးတယ်အေးတယ်ပညာမရှိဘူးသူ့လူမင်းကလေးကကိုရဲ့ရှင်မချက်တိုင်းဖေးအောင်မဲ့စီမံကိန်းတွေမှာမပါနိုင်သူ့မဟုတ်ပဲတတိသမီးကိုယူမှဖြစ်မယ်အဲ့ဒီတတိသမီးသားဆိုရင်ကိုသိန်းထိုက်ဖို့အဆင်ပြေမှာကိုဖို့အဆင်ပြေမယ်ကိုသိန်းထိုက်မိပါတယ်စစ်ဆက်တဲ့မိမကြတော့ခန့်နေစက်တည်ရရှိတဲ့ချမ်းသာတွေသူယုံမှမင်းကြော်ရုပ်ဝင်ကြော်ရုပ်အမတ်ကြော်ရုပ်နိုင်ရီဝင်ကြော်ရုပ်အဲ့ဒီအကြောင်းပြချမ်းနေပဲကိုကမင်းကလေးပေါ်မှာဆူဆူဝါလှုပ်ခဲ့မိတာရက်ဆက်ခဲ့တယ်လူမဖြစ်သေးတဲ့တတဝါလေးတက်ခဲ့တာနောက်တော့မှကိုစိတ်ထဲမှာယူစုံမရဖြစ်မိခဲ့တယ်ကိုလုံးအောင်ကကော်ဖီပကံကိုလှမ်းယူလို့တောက်လိုက်တယ်ကျွန်တော်ကကိုလုံးအောင်ကော်ဖီတောက်နေခိုင်းပါခမအခုလိုစီမံခဲ့ပြီလို့ပြောညမို့လို့ရှင်လေကိုသိန်းထားတော့ငါပါမောက်မှာငတိယကိုကျေးဇူးမတင်ဘူးသူ့ဖို့လောကကြီးမှာဘာမဆိုအဆင်ပြေနေဘာမဆိုအဆင်သင့်ဖြစ်နေလို့ထင်နေရအဲ့နောက်ကိုလုံးအောင်ကသူတို့ဇလန်ကိုပြန်ဆက်ပါတယ်ကိုသိန်းတဲ့မိမတကယ်တော့အင်မတန်တော့ပါတယ်တကယ်တော်ရဲ့မိမဒါမဲ့သူနဲ့ခုနေရတိတ်ပြီးတော့ပတ်နာမစားအခြေအနေကဒီလိုသာဖြစ်အောင်မှာဒါမဲ့ကိုသိန်းတဲ့ကသူဘာလို့လို့ကို့မတိုင်ပင်ပဲဘာမှမလုပ်တတ်တော့အခြေအနေကဘယ်လောက်ထိဆိုလဲဆိုရင်စီမံမှုလုပ်ငန်းဆောင်တိုင်နဲ့ပတ်သက်ပြီးတော့သူမိမမေးရတော့မှကို့မမေးရပဲမဖြစ်တတ်တော့သူမိမကိုဒီပေါင်းကွာဘာညာနေလှိမ့်ထားပြီးတော့ကို့လာမေးနေရရှာတယ်အဲ့လောက်တောင်ဖြစ်နေမှာတော့သူမိမကို့ပေါ်မှာမနာလိုဝန်တိုစိတ်တွေပွားမွားလာတာတဖြည်းဖြည်းနဲ့မိမရဲ့စိတ်ထဲမှာသူကကိုသိန်းထိုင်းနေတော့မင်္ဂလာဆောင်ခဲ့ရုံလင်းပြည့်ရုံမကကို့ပါလေလုံးနေမှသိရတော့တာဒါမဲ့သူကကိုသိန်းထိုင်းအပေါ်မှာစိုးမှုရပြီးတော့ကိုတော့စိုးမှုလို့မရအောင်အဲ့လိုစိုးမှုလို့မရတဲ့အတွက်သူကို့ကိုမုန်းလာတယ်ကို့မုန်းနေတက်စိန်နေမှာသူကကိုသိန်းထိုက်ကမုန်းလာတယ်ဒါမဲ့ကိုသိန်းထိုက်ကကိုနဲ့မကင်းနိုင်မယ်ကိုသိန်းထိုက်နဲ့သူနဲ့ညားနေသမျှသူကကိုနဲ့မကင်းနိုင်မယ်သိလျက်ပဲကိုသိန်းထိုက်ကလည်းကိုမပါပဲဘာမှမလုပ်တော့သူကကိုရဲ့အရေးလိုဖြစ်နေရမိမသိတယ်ဒီကြားထဲမှာသားလေးရလဲကိုတို့တရားဟောထွက်နေတော့ဆုံးသွားပြန်တယ်မိမတော့တော်တော်ရိမိမပဲကိုလိုအောင်ပြောမှကျွန်တော်စိတ်ထဲမှာကိုသိန်းထိုက်တို့လင်မယားနဲ့ထမင်းတူစားခဲ့ရနေကအကြောင်းတွေတတိရပါတယ်
အဲ့ချိန်ကကိုသိန်းထိုက်ရဲ့ဇနီးကကိုသိန်းထိုက်ကိုပမာမခက်ပြောခဲ့ပုံရှုံရှုံမမလှုပ်ခဲ့ပုံညအခုမှပဲရှေ့လေလာပါတယ်အဲ့ဒီမိမသူတို့အိမ်ကကောင်ကလေးနဲ့တပြေးကြမိနေကိုစီလာတွေ့သေးတယ်သူ့တွေ့စေတခုခုတော့ထူးထူးခြားခြားဖြစ်တော်မှလို့တွေးမိအောင်သူ့မျက်နှာထားသူ့ရဲ့မျက်လုံးမြင်တာနေလေသူ့ကိုအကဲခတ်မိခဲ့တယ်သူကကိုယ့်ရဲ့အလုပ်ခံတဲ့ဝင်လာတယ်နောက်ပြီးတော့ကျမတော့ဘာပဲဖြစ်ဖြစ်ဘာကိနဲ့ထပြေးလာစားရှေ့ပထမဆုံးလာပြီးအသိပေးတာဒါတော့တမင်တကာကိုလာပြီးလှောင်တာငေါ်တာဒီအကြောင်းကိုသိစိတ်မချမ်းမသာဖြစ်တော်မယ်ဆိုတာသူသိလို့တမင်တက်တက်လာပြီးပြောတာတဘောကတော့အဲ့ချက်မှာကိုတို့တွေကကိုသိန်းတိုက်ကိုဝင်စီဖြောင်းလို့နေကြတယ်သူကကိုရီးရဲ့စီစဉ်ကိုနင်းချိနိုင်စွမ်းရှိအကြောင်းပြလိုက်တာသူအခုလိုကိုယိုကရလှုပ်လာရင်ကိုသိန်းထိုက်ကစိတ်တွေကညာ၆ချားတော့မှာအဲ့လိုအချို့ချိုးလိုက်တာသူဒီလိုလှုပ်တာအမေတော့ကိုသိန်းတိုက်ကိုမထိခိုက်ပဲကို့လာပြီးထိနေကိုစီစဉ်ခဲသမျှကြံဆောင်ခဲသမျှပြက်လူဆဲဆဲအောင်မြင်လူဆဲဆဲအထုထိတ်ရောက်လူဆဲဆဲမှာတင်တင်လက်ကတကက်တိန်နင်းစိလိုက်တာကိုကသူ့ဖြောင်းဖြောင်းဖြက်ဖြက်ပြောသေးရင်ကိုဒီလောက်မုန်းခဲ့တဲ့မိမကိုဒီလောက်မုန်းနေမိမနှစ်နိုင်နီးပါးလောက်ကြောင်တောင်းပန်ခဲ့သေးမချောရလေမတုံမလှုပ်ပဲကြောက်ရွံ့ကြည့်လို့နားထောင်နေတော်တော်လေးပြောမိတော့မှကိုပြောတာအလကားနေမှာပဲလို့သိလာတယ်ကိုရဲ့စကားတွေကသူ့ပြောင်းလဲလာမတက်နိုင်ပဲသိလာတယ်ကိုကလေဘာမှစမပြောတော့ပဲလဲလျှော့လိုက်တာပေါ့အဲ့ခါကျမှမချောကလေးစကားပြောတယ်ဒီမဲ့ကျမပြောပြမယ်ကိုလုံးအခုကျမကဘာကိနဲ့ထပ်ပြေးလာတာစစ်တော်မနေလာပါဘူးသူကအလကားကောင်မှာကျမတဲ့ဆယ်နှစ်လောက်အသက်ငယ်တယ်ပညာဆိုလို့လေအေးဘုတ်လောက်ရေးပြပေးမယ်သိရမဟုတ်မြန်မာစာတော်မှဖတ်တဲ့ုံပဲသူမိဘဆိုတာလေအချိန်နေမဲ့တယ်ကျမသူ့ထက်ကြီးရဲ့ကျမသူ့ခိုးလာတာဒီတော့ဖြစ်သမျှအကြောင်းရမှန်သမျှကျမရဲ့တာဝန်ကြီးပဲဒါမဲ့ तू ကယောက်ျားစစ်ယောက်ျားစိတ်နဲ့လူကိုရှိသမျှအစွဲနဲ့လောက်ကင်စားတော့တဲ့သူသူ့လိုယောက်ျားတောင်းနဲ့ဖြစ်ရပေါ်မှာဖြစ်တယ်လို့နဲ့လောက်ကင်စားတော့တာတိုင်စည်းတာကြီးပေါ်နေပြီးတော့လူတကာရဲ့ရှိနေရသွားပြီးတော့ဘာမှအသုံးမချအကြံတုံးညံ့တုံးကြောက်ရပေးမှာစတိုင်နဲ့နေရာထက်ဆိုင်စိတ်ချမ်းသာလိမ့်မယ်လို့ထင်ပါတယ်ဒီမဲ့ကိုလုံးကိုသိန်းတဲ့ရဘာမှအသုံးမချတော့ကျမသူ့ချစ်လွန်းလို့ရှုခဲ့ရဒါမဲ့ तू ကသူ့ဘာသာသူဘာမှမလုပ်တော့ရှင်ရနေပြီးတော့သူ့ဘာမဆိုစီမံဆောင်ရွက်ပေးလေသူ့ရဲ့အရေးချင်းတွေကရိုးရိုးလာလေ။ तू က तू နားမလဲတဲ့အလုပ် तू စိတ်ဝင်စားတဲ့အလုပ်တွေကိုတောင်မှလုပ်ခဲ့တာ။နောက်ဆုံးကျရင်အဝေးစားဝေးဖို့တောင်မှဘယ်အဝေးဝေးရမယ်ဆိုတာရှေ့မရတဲ့အမျိုးရောက်တော့မှာ။စစ်တော်ကျမကိုသိန်းထားယူခဲ့ရင်နဲ့ရှင်နဲ့ညာမင်းမသိညာနေရပါလားလို့သိလာတယ်။ကိုသိန်းထားကျမစိတ်ထဲရှိသမျှပြောနိုင်တယ်။ရှင်ကတော့ဘာမှမပြောနိုင်ခဲ့ဘူး။ဒါမဲ့ရှင်ကကျမနဲ့ကိုသိန်းထိုက်တို့တွေနဲ့အမြဲအတူရှိခဲ့တယ်။ရှင်ကကျမတို့တွေကိုလှမ်းမအုပ်ချုပ်နေခဲ့တာကြိုးကိုက်နေခဲ့တာ။ကြည်စံမောင်ထွေးမောင် तू ကခရကြီးလွတ်တလို့တလက်ဟောပြောချခဲ့အောင်ကိုကတော့ तू ပြောတာတွေဘာမှပြန်မပြောခဲ့ပါဘူးကိုကလည်း तू နဲ့ညာမမသိညာခဲ့ရတယ်လို့သိပြီးသားပဲဘာလို့လဲဆိုတော့ကိုကလူဝတာကိုသိန်းထိုင်မဟုတ်ပေမဲ့စိတ်တဲ့အရှင်ဝါအားဖြင့်ကိုသိန်းထိုင်ဖြစ်နေပြီဒါမဲ့ကိုကသူ့အင်မတန်မုန်းခဲ့တယ်မုန်းတမအလုံးမုန်းတာဘာလို့လဲဆိုတော့ကို့အင်မတန်ချစ်ပြီးတော့ကိုလည်းကျင်နာမိရဲ့မအေးကြီးလေးကိုသိန်းထိုင်နဲ့မပေးစားခဲ့ရပဲသူနဲ့ပေးစားခဲ့ရလို့ကိုကမအေးကြီးအကြောင်းတွေးမိနည်းနည်းလေးမှစိတ်မကောင်းကိုသိန်းထိုက်ကိုတော့မုန်းနေသူစကားလေးစုံရောကိုစိတ်ဒီကချင်းချင်းရှိတာနဲ့သူ့ဘာလို့ယူခိုင်းခဲ့ရဆိုတဲ့အကြောင်းကိုပြောချလိုက်တယ်ကိုသိန်းထိုက်ကိုရိုင်းမင်းကိုချစ်လို့မဟုတ်သူချစ်တဲ့သူကမအေးကြီးဆိုတဲ့မိန်းကလေးပဲဆိုတာစပြောပြလိုက်တယ်ကိုလုံးအောင်ရဲ့မျက်နှာကကြည်ရင်အိုမင်းရှင်းရောလာတာကြောက်စရာကောင်းလာတယ်အခုမှပဲတေတော့မေလို့တွေးမိလောက်အောင်အကြည့်ရအခက်လာတယ်ကိုလုံးအောင်ကခေတ္တမြအနားယူပြီးတော့ကော်ဖီကိုယူလို့တောက်လိုက်ပြန်တယ်။မင်းကမိမတရိုက်ဒေါသမြင်ဘူးလိမ့်မယ်။တင်လက်ကအဲ့ဒီခါရဆိုရင်အင်မတန်ဒေါသကြီးသွားတယ်။ तू ကကို့လူယုံမှာလူညစ်အချောင်သမားတမိန်နာကို့ချင်တဲ့သူဘာညာနဲ့တော်တော်ရိုင်းဆိုင်မပြောသွားတာ။ကဲကျမတို့အောက်တန်းစားလကားကောက်လေးနေပဲသွားတော့မယ်။လွတ်လပ်ပြော့ရှင်စွာပကာတနာကင်မရီလောကကြီးမှာနေတော့မှာ။ရှင်နဲ့ကိုသိန်းထိုက်လို့သာဝေသေးရထွားနေပြီးတော့နေဝင်ဖြစ်တဲ့သူစူးစမ်းရေးပြီးတော့မကြတော့ပါဘူးနေရဝင်လည်းဖြစ်လို့ပါပြီကိုကတင်လက်ကိုစွန့်ပြစ်ချောင်းတင်ညာဖို့ကိုသိန်းထိုက်ပြောခဲ့တယ်ဘာကင်းနဲ့တင်လက်ယူကြတယ်လင်များနှစ်ယောက်ရန်ကုန်မှာလေလို့ဘကူးမှလေလို့တွားလိုက်လာလိုက်တုံလိုက်ဖြုံးလိုက်နေကြတာတနေ့လောက်ကြတော့ငတိလေးကသူ့စီယာစိန်နဲ့ရွှေရီခိုးပြီးလစ်ပါလျော်ဗျာအဲ့တုန်းကသူတို့မြေဘူးမှာရောက်နေတာကိုစီဦးတော်စာရီပြီးတော့အကျိုးချောင်းပြပြရှာတယ်တင်လက်ကအဲ့ဒီမေမျိုးမှာပဲမမာပြီးတော့အခုတော့တည်သွားတဲ့သူကိုယ်တိုင်လည်းလောကကြီးမှာမနေချင်တော့ပဲဟုတ်အခုတော့အမက်ကတော့စီတင်လက်ကို
တိုင်းပြည်ကမင်းနေစားပြီကျွန်တော်ကကိုလွန်းအောင်ရဲ့စကားကိုနားထောင်ရင်မိမတွေရဲ့မိုင်မဲတဲ့စိတ်ကိုတွေးမိပါတယ်သူတို့ရဲ့ထူးခြားဆန်းကျက်တဲ့အထွေနဲ့ထူးခြားတဲ့လက်စားချိပုံကိုစဉ်းစားပြီးယုံရှာမိပါတယ်သူတို့ရဲ့လက်စားချိပုံကသူတို့မှနစ်နာစရာဖြစ်တဲ့သဘောတတိထားမိတယ်နောက်ပိုင်းကျတော့ကိုသိန်းထိုက်ကကြာဆုံးတော့တာပါတီဖွဲ့ဝင်တွေကသူ့ဝိုင်းပြီးဖေးမကြတယ်ကိုညီကြတယ်အဲ့တော့ကိုကသူ့ဘယ်လိုဖြစ်စေချင်တယ်လဲဆိုရင်လက်ရှိအမေရတို့ကနှုတ်ထွက်ပြီးတိုင်းပြည်တပြည်ကိုထသားစေချင်တယ်ဟိုမှာကြကြနနပညာထက်တင်ပြီးမှလာစေချင်တယ်ပြီးတော့ကိုနဲ့လွတ်လွတ်ကေကေနေပါစေပေါ့ဒါပေမဲ့ तू ကလက်ရှိအချိန်ညာမပြတ်စေချင်ဘူးသူမိမထပ်ပြီးညသူတော်တော်လေးကိုတောင်းချိုင်သွားသူမိမကိုဒီလောက်ချစ်လို့လာမဟုတ်ပါဘူးဒါပေမဲ့သူမိမကဒီပြည့်လူတယောက်နဲ့ယူအောင်မှာသူထက်အဆင့်တန်းတိတ်နေနဲ့ခြားတိတ်နေယူလို့သူမိမလင်းနောက်ပြေးရဲ့တတင်းကိုကြားတော့သူကခြုံပွဲချပြောငိုတဲ့ကလေးလေးတယောက်လိုအရှက်မရှိပဲငွေတော့တဲ့တနာစရာကောင်းပါလေသူ့ဘဝကိုသာသူပြန်ပြီးတနာနေအောင်သူ့ရဲ့ပါတီဝင်တွေကသူ့ဝိုင်းပြီးချင်းမြောက်နေကြတာနောက်တစ်စီရွေးကောက်ပွဲကြတော့လှိမ့်တော့တာပဲမကြခင်တော့သူ့နောက်လိုက်တွေကသူ့ဝိုင်းပြီးအားပေးကြတယ်ပါတီတွေခဏခဏပြီးရင်အရင်နေဖြေအပြုတ်ပါနေဖြေအမျိုးမျိုးဖြော့ပြေးကြတယ်ကိုကလေသူ့ပုံမှာအစိတ်ပြက်လာတာသူကလေကို့ကိုအရှင်ကလို့တန်တိုင်းပေပေမရှိတော့သူထင်ရလို့တယ်ကိုပေးရဲ့ကြံညံနေမလိုက်နာတော့နောက်ပြီးတော့သူကမိမထိတ်ယူတယ်ကို့သာတိုင်ပင်ခဲ့ယူရမှာမဟုတ်ဒါမဲ့သူကသူ့ဘာသာသူဆုံးဖြတ်တယ်သူ့ပုံဝင်ကြလူကလေမြောက်ပေးကြတာဒီလူကအဲ့ဒီစိတ်တရားခံကောင်းလို့မရှိသေးရဲ့သူမိမပတ်စံရှိတယ်မင်းမြင့်ခဲ့ဘူးလေသူမလားကျွန်တော်တော့သိမနိုင်လောက်ဒါမဲ့သူ့ကိုကြည့်ညိုလေးစားတယ်ညက်ညိုလေးအထင်ကြီးရင်လင်းနဲ့မရတည်မြဲမှုကတရားကိုတရားအထင်ကြီးမှုလေလူတွေတချို့လေများတွေကလင်ရောမရပါတယောက်မှဟုတ်ဒီပတ်တိတော်စားတက်ကြမုံဒါမဲ့သူတို့ကတရားကိုတရားအထင်ကြီးခြင်းဆိုတဲ့အနာအဖွဲနဲ့ချီနှောင်ထားကြတယ်တချို့ကတော့လေလင်ရဘလောက်ပဲတော်တော်မရအထင်မကြီးဘူးမရဘလောက်ပဲတော်တော်လင်ရအထင်မကြီးဘူးအဲ့ဒီလိုလေများမျိုးကတာရှိမကန်တောက်တချို့ကြတော့လေတယောက်ကိုတယောက်ဘလောက်တက်တယ်သိတယ်ဆိုတော့နားလေကြတယ်ကိုသိန်းထဲကသူ့ဘုံမှာအထင်ကြီးရဲ့မယားတွေနေစီတွေ့ရတယ်အဲ့ဒီမယားတွေရှိမှသူကဘာပဲလှုပ်တင်းတင်းနေခဲ့တယ်ကိုလူအောင်ကခိတ္တမြစကားကိုရင်နာလိုက်တာအနားယူလိုနေတယ်ကျွန်တော်ကပြင်ရကောင်းပြီလို့တွေးတောမိတယ်သူနောက်မိမကြောင့်တော့တိတ်ပြောစရာမရှိပါဘူးဒါမဲ့အဲ့ဒီမိမအရင်မိမနဲ့တော့လုံးဝမတူကိုသိန်းထိုက်ကိုလက်မှုနိုင်တယ်ကိုကလေတမျိုးပဲအေးကိုသိန်းထိုက်ရဲ့မိမကြီးဆိုရင်ဘသူနေမှအဆင်မပြေဘူးမြင်မြင်ချင်းမုန်းမိတယ်သူကလေမုန်းပုံရတယ်ကိုနဲ့အဆက်တွေပြအောင်လုပ်တယ်နောက်ပြီးတော့ကိုကပဲသူ့ယောက်ျားလိုကြုံလို့ခိုင်းပြောအသုံးပြုခဲ့တယ်လို့ပြောတာသူ့ယောက်ျားပြောဖို့စကားတွေပါတယ်သူကိုယ်တိုင်ရေးပေးတယ်သူကိုယ်တိုင်ရေးပေးရဆိုတာမှာကိုရေးပေးထားတဲ့စာတွေပြင်ရပဲအဲ့နောက်တော့စုံခဲအဆောက်ရောက်လာတာကိုသိန်းထက်လွတ်တော်ထဲမှာအရင်ကလူအမကြိနိုင်တော့ပုတ်သိညိုအမတ်မြင်ဖြစ်မဲ့မသိဖြစ်ခဲ့တာကိုကသူ့ကဲတင်မှုစူးစမ်းသေးဒါမှမတက်နိုင်တော့သူမိမကိုနဲ့ကိုသိန်းထားမကွဲကွဲအောင်လုပ်နေတာအဲ့ကြားထဲမှာကိုကလည်းတနေ့ထက်တနေ့နေမကောင်းဖြစ်လာတယ်ကိုကလည်းသူ့ကိုဘာမှမတက်နိုင်တော့မှတည်နေမှာသူကလည်းလိမ့်တော့တာအမေမှာတော့ကို့ဘဝမှာကိုကတသက်လုံးတိုက်ပွဲကြီးဆင်လာခဲ့ရတယ်အောင်မြင်တဲ့တလားအောင်မြင်ခဲ့ရတယ်လို့ထင်ရပေမဲ့နောက်ဆုံးမှာအကြီးကျယ်ရှုံးနိမ့်ခဲ့ရတယ်အရှုံးပေးခြင်းနဲ့အဆုံးသတ်ခဲ့ရတာတကယ်တမ်းဆန်းစစ်လိုက်တော့ကိုကလူ၃ယောက်ဖြတ်စည်းခဲ့သလိုဖြစ်နေတာကိုသိန်းထိုက်ရေသူ့မိမရေနောက်ဆုံးကိုပါဖြတ်စည်းခဲ့တာကိုရဲ့ကိုကြီးကင်းမဲတော်တနေ့မှာကိုသိန်းထိုက်ကဘာမှမလုပ်တတ်တော့ကိုရဲ့အကြံဉာဏ်တွေရလေကိုသိန်းထိုက်နဲ့ကိုနဲ့ကင်းကွာရီနေမှာဘာမှမတက်နိုင်တော့ကျုပ်တို့နှစ်ယောက်ကြားမှာရှောက်လာတဲ့မိမတွေကလေဘလောက်ဒုက္ခရောက်မဲဆိုတာစဉ်းစားတာကြည့်ပြီးတော့ကိုကဝင်းလုံကောင်အပြေးနဲ့အောင်မြင်နေငွေလဲရအောင်ရှာနိုင်တယ်ဒါမဲ့ကိုလိုချင်တာထောင်မဟုတ်ကိုလိုချင်တာထင်ရှားမှုရင်လူတကာရဲ့ချစ်ခင်လေးစားမှုရင်တကူအာနာရဲ့ဒါတွေပဲကိုကကလေးဘွားတွေကမဲယူဝင်ပြစ်ကျင်ခဲ့တာကိုလှုပ်ချင်တဲ့အလုပ်တွေကလေကိုသိန်းထိုက်ကနေပြီးတော့တစင်းလုံးမလှုပ်လို့ဖြစ်မယ်အားကြောင့်မလို့ကျုပ်လိုချင်တာတွေကိုသိန်းထိုက်စီကတစင်းလှုပ်ခဲ့ရတယ်နောက်ဆုံးကျတော့ကိုလှုပ်သမျှတွေကသူ့ကိုယ်သူပိုရင်မြင့်ချင်ခဲ့ဖို့ပဲဖြစ်စီရောတယ်သူကသူ့မိမမြောက်ပေးမှုတွေကိုအဟုံးမဲ့ပြီးတော့ပိုရင်မြင့်လာတယ်ပိုရင်မြင့်တဲ့နေ့ကစပြီးတော့သူ့ဘဝအဖက်စေလို့မရတော့သူ့ကိုယ်သူအတုံးမချမယ်တိလာတဲ့တနေ့မှာသူ့ကိုယ်သူမေးဖို့ကြိုးစားတယ်အားကြောင့်သူကအရက်ကိုနေမလင်းညမလင်းတောက်တယ်အဲ့ချိန်မှာကိုကအေးအောင်မထားနိုင်တော့ကိုတပည့်လေး၃ယောက်နဲ့အမှုတွေလက်ခံပြီးတော့ဝေရအောင်ရှားတယ်အဲ့ဒီခါသူနာပြုဆရာမကကျွန်တော်တို့အနာကိုဝင်လာပါတယ်အကိုကြီးစကားတွေပြောလာကြည်လားဘောနီမှာပေါ့စိတ်သားဖို့အချိန်ကြပြီဆရာမကစိတ်ဒုက္ခကိုယူပြီးတော့တိုက်ပါတယ်ကိုလုံးအောင်
စကားရီစိတ်ဝင်စားနေကြောင်းအရှင်ရပြီမိလူကိုယ်တိုင်ကတော့မောဟိုက်နွမ်းနေလေရှိပါတယ်ကိစ္စမရှိပါဘူးသူနဲ့စကားပြောတာကျုပ်တွေ့လေအာတစ်တောင်တက်ပါသေးရဲ့ဆရာမပြောချင်တာတွေပြောတာအရသာတစ်မျိုးပဲကိုလုံးအောင်ကစိတ်တစ်ခွက်ကိုတကြိုက်တိမ်မော့လိုက်တယ်ကျွန်တော်ကကိုလုံးအောင်နဲ့ကိုသိန်းထိုက်တို့အကြောင်းနားထောင်နေကျွန်တော်တို့ငယ်စဉ်ကသင်ခဲ့ရတဲ့စက်ထမတန်ဖတ်စာအုပ်တွေကဘုရားအလောင်းလေးသမားနဲ့ဘိမတိနာရကန်တဲ့တို့အထုပတိကိုတတိယမိပါတယ်ရှေးကလေးသမားကလီအတက်မှာတပတ်ကန်ခဲသမျှတက်ကြမ်းခဲ့ပြီမိကိုလက်အင်ကန်ချိနေပြီးတော့ခါကုံကောက်ကွေးနေရတော့ဘရင်မင်းရဲ့အပားကိုမွေနိုင်မယ်ရှိနေပါတယ်အဲ့လိုနေခဲ့ရကနေတနေ့မှာဘိမတိနာအမည်ရှိတဲ့ရကန်သမားတဦးနဲ့တွေ့တယ်ဘိမတိနာကကိုလက်အင်ကန်ကျမ်းမာတန်ဆန်းပြီးတော့ဥပတိရုပ်အားဖြင့်ကောင်းမွန်မိပညာအရေးချင်းမရှိတဲ့မိမတွေရဲ့အလုပ်ဖြစ်တဲ့ရကန်အလုပ်ကိုလောက်ကင်နေရပါတယ်။ပြာလောင်လေသမားနဲ့တွေ့ရခါမှာဘိမတိနာကိုလေသမားကြီးဟန်ဆောင်စီလို့ညံတော့ဝင်ကြတယ်။ပြာလောင်ကတော့နောက်ပါတပေပြည့်ခါစားတယ်။အဲ့ဒီလိုနေဆက်မှာရှိတဲ့ဇနပိုးအရက်မှာကြားကြီးတကောင်တောင်းကျနေတယ်လို့ကြားလို့ဘယင်မင်းမြတ်ကဘိမတိနာကိုနှိမ်နှင်းဖို့လွတ်လိုက်တယ်။ဒါမဲ့လေသမားရဲ့စမ်းဆောင်ချက်ကြောင့်အောင်မြင်ခဲ့တယ်။ဘိမတိနာလေသမားကတော့ကြားတဲ့ကြားကလေးကခြုံကြားထဲမှာပုံအောင်နေခဲ့တာလေသမားရဲ့အဆွင်ကြောင့်ကြားကြီးတည်တော့မှခြုံတရားနယ်ကျိုးတစ်ချောင်းကင်လို့ထွက်လာတာငါအရှင်လိုက်ဖယ်မှုစီစဉ်နေအောင်ဘာလို့တက်ပြရသလဲအဲ့လိုမိတယ်အဲ့ချင်းအစားလို့ဘိမတိနာကဘရင်ရဲ့ထီးမြင့်မြောက်စားခြင်းခဲ့ရတာတနေ့တစ်တနေ့ကောင်းစားလူလာပြီးတော့လေသမားလေးကိုမတိမဲမြင့်ပြူတဲ့အထိပွေမြင့်လာပါတယ်ဒါမဲ့တနေ့မှာတခြားတိုင်းတပါးနဲ့စစ်ဖြစ်ကြတဲ့အခါဘိမတိနာကိုစီမော်တင်လို့ခေါ်ထားတာဘိမတိနာကတိုက်ပွဲကုမြေုံနဲ့ကြောက်လန့်ပြီးတော့အဆက်ကွဲနေခိုင်းမှာလေသမားကဝင်ရောက်ပစ်ခဲ့တော့မှတိုက်ပွဲကိုနိုင်ခဲ့တယ်ဘီမင်းမြတ်ကလည်းလေသမားရဲ့အစွမ်းကိုသိပြီးတော့ဘိမတိနာကိုဘီရင်လေးတော်ရာထုကချလိုက်တယ်အဲ့နောက်လေသမားကိုရာထုခန့်အပ်လိုက်တယ်ကိုသိန်းထိုင်းနဲ့ကိုလွန်းအောင်တို့အရေးကအဲ့ဒီတိုင်းဖြစ်တယ်ဒါမဲ့ခြားနာချက်ကတော့ရှိပါတယ်အဲ့ဒီခြားနာချက်ကကိုသိန်းထိုက်ကဘိမတိနာလို့အဆက်တကွေမဖြစ်သေးနဲ့ကုလူအောင်ကလေသမားလိုနောက်ဆုံးသူ့ရဲ့ရည်မှန်းချက်ဖြစ်မသွားခြင်းတော့ပါနောက်ဆုံးမဲအေးကြီးလီကဘယ်လိုဖြစ်သွားလဲမဲအေးကြီးလီကဟိုကပြန်လာပြီးတော့ကိုနေတွေးကြသေးတယ်မဲအေးကြီးလီကကို့အတော်ကျူးဆိုင်တယ်ခင်ကျွဲတယ်တနေ့ကျတော့သူကရှင်းရှင်းပဲကို့ဖွင့်ပြောတယ်ပါဇက်တိတ်မပြောရဲရှာလို့စားနေရေးပြောတယ်သူ့စာလီကအတော်တနာစရာကောင်းတယ်ကို့ချစ်ပါတယ်ကြိုက်ပါတယ်ဆိုတဲ့စကားမျိုးတော့မပါအောင်ဒါမဲ့ကို့ပြုစုချင်တယ်ယူရချင်တယ်ဆိုတဲ့အကြောင်းပါတယ်ခမည်းရောစာမပြောင်းလားမပြောင်းဘလို့မှစာမပြောင်းနောက်ပြီးတော့ကို့ပေါ်မှာဒေါကိတာမဆွဲမတန်တောက်လို့သဘောထားတော့စိတ်ထဲမကြည်နာဘူးမခံချင်ကို့တနာလားကြည့်ရလို့ပြောတော့ပွားတယ်ဒါကြောင့်ကိုတော့မတနာကိုဖျားလေခြင်းလို့လေတကောင်းမှမတွေးခဲ့ဘူးကိုလုံးအောင်ရရောမအေးကြီးကိုဘယ်နဲ့သဘောရလဲချစ်တာဘောကိုထွေးမှာကျွန်တော်ချစ်တာဘောသဘောလေးကောင်းရိုးလေရိုးရုပ်ကလေးကလေတနာကမားနဲ့ကျွန်တော်မြင်စကြရချစ်မိတာဒါမဲ့မချစ်သလိုနေတာမကောင်းလားနောက်ဆုံးမှကိုစိတ်ထဲမှာတွေးလိုက်တိုင်းမချစ်ရဲ့အချက်ကတော့သူကလေးကကိုကြောင့်ဆုံးသွားတဲ့အချက်ပဲအခုလောက်ဆိုရင်သူခင်ဗျာလေးလင်းနေသားရနေရောပေါ့မပြောတတ်ဘူးရချင်လေရမှာလေဘလို့များလောက်ကန်စားတော့နေလေမသိပါဘူးကမာရွတ်ထဲမှာတော့ရှိသေးလားမသိဘူးကုလုံးအောင်ကပရင်းပေါက်ဘက်ကိုငေးနေရကနေဟင်းကနေတက်ပြင်းချလိုက်တယ်ကျွန်တော်စိတ်ထဲမှာပြန်ချိန်တန်ပြီလို့ထင်ပါတယ်ဒါကြောင့်ပြန်ဖို့နှုတ်ဆက်လိုက်တယ်သွားမယ်ဗျာကုလုံးအောင်ဟုတ်ကဲ့ဗျာအဲ့ဒါတွေကကျွန်တော်ရဲ့နောက်ဆုံးဝန်ခံချက်တွေပါတခုမှလည်းမူသားစကားမပါပါဘူးနေပါဦးဗျာကိုသိန်းထဲရမယ့်အကြီးလေးကိုဘလို့မှနောက်ထပ်မကြည့်တော့ဘူးလားမကြောက်တော့ဘူးကို့တော့တကားတိုင်ပင်မှုတယ်သူမအေးကြီးလေးကိုဆောင်းလျှောက်ကြည့်မှုချင်တဲ့စားစီးလေးပါလေးထောက်ပံ့ချင်တဲ့ဒါမဲ့ကိုကထားခဲ့တယ်ဘာလို့လဲပြန်ပြီးတော့နေဆက်သွားမှဆိုလို့လေအဲ့ဒါပေါ့မောင်ထွေးမှာကိုမားတယ်ကိုမိုက်ခဲ့ရဆိုတာတွေပေါ့ကိုအပြစ်တွေကြီးပဲတကယ်လို့ဟိုတခါတော့ကိုသိန်းထိုက်ကိုမအေးကြီးလေးနဲ့ယူတာယူလိုက်ပါကွာဆိုရင်သူ့ယူမှာယူပြီးတော့ BA အောင်လို့ចောင်းစီရတို့ရုံဝင်ထောက်တို့လှုပ်ပြီးတော့အေးဆေးမထင်မရှားနေသွားမှာအခုလိုလေပွေမျက်နာတွေပါဖြစ်မှာမဟုတ်အခုလိုစိတ်ပြက်လက်ပြန်နဲ့အရက်သမားဘွားကိုရောက်မှလည်းမဟုတ်ရသမျှဝင်ငွေလေးနဲ့သူ့အမိတွေအမတွေစီရရှာမဲ့အမွေတွေနဲ့အေးနေမှာအခုတော့သွားပြီပြက်စီပြီပြက်စီရဲ့တက်တော့ကတော့ကျုပ်ဖြက်စီခဲ့ရကိုလုံးအောင်ရဲ့မျက်နာကတော့ကြည်ရင်ကြောက်စရာကောင်းလူမြောက်ဦးမင်းရင်ရော်လာတယ်ကျွန်တော်ကကိုလုံးအောင်နဲ့စကားဆက်လိုက်လို့မပြောသင့်ပြီလို့ယူဆလို့ပြန်လာခဲ့ပါတယ်ကိုလုံးအောင်ကတော့အမှန်ပဲသူ
သူပြုမှုခေပုံနဲ့ပတ်သက်လို့အလွန်စိတ်သက်ပြတ်နေပုံရတယ်ကျွန်တော်ကဘလို့ကြရမလဲလို့ကြံနေကိုလွန်းအောင်စီကထွက်လာပြီးတော့ကျွန်တော်ရဲ့စိတ်မှာအသိဉာဏ်တစ်ခုကပ်ပါလာတယ်အဲဒါကြောင့်ကမာယုတ်ဘက်ကိုလှည့်လိုက်တယ်ကမာယုတ်ရွာသစ်ဘက်ကိုရောက်တဲ့အခါမအေးကြီးလီနေတဲ့အိမ်ကိုတတိယလို့အလဲတကူရှာဝေတွေ့ရှိခဲ့တယ်မအေးကြီးလီရဲ့အိမ်ကတော့ဟောင်းနှန်းဥမင်လို့ရှိတယ်ကျွန်တော်ကမအေးကြီးကရုတ်တရက်မမှတ်မိပေမဲ့ကျွန်တော်ကကောင်းစွာမှတ်မိပါတယ်ဘာကိစ္စပါလဲရှင်ခင်ဗျာကျွန်တော်မမှတ်မိဘူးလားကျွန်တော်ကအဲ့ဒီချိန်ကအကြောင်းတွေပြန်ဖော်ပေးလိုက်ပါတယ်အဲ့ဒီမှာမအေးကြီးကရုတ်တရက်မျက်နှာပြတ်သွားပြီးမှပြန်လို့အိမ်တရီဆယ်ပြီးတော့ကျွန်တော်ကိုမှတ်မိကြောင်းပြောပါတယ်ကျွန်တော်လည်းအခုပဲကိုလွန်းအောင်ကပြန်လာတာကိုလွန်းအောင်ကြီးအတော်ပဲမမရှာအောင်ရှင်ကိုလွန်းအောင်ကြီးမမအဟုတ်လားသူခုပမာနေလဲမအေးကြီးလေးကပြပြတလေးမေးကကျွန်တော်ကကိုလွန်းမောင်နေရဲ့ခြံနံပါတ်ကိုပြောပြလိုက်တယ်ဘာလို့မလို့လဲခင်ဗျကောင်းမလို့လားမပြောတတ်သေးပါဘူးသူအတော်ပဲမမနေသလားဟုတ်တယ်အတော့မကောင်းဖြစ်နေတိတ်နေအောင်ကြာနေမှာမဟုတ်ရက်ပိုင်းလောက်ပဲရှိမှတင်နေ။အော်ဒါတဲ့ခင်ဗျာအမေရောမရှိဘူးစုံသွားတာ3 လနေရှိသွားပြီ။အိမ်ကိုရောလူငါထားသေးလား။အမေဆုံးပြီးကကျမလေးလူငါမထားတော့ပါဘူး။ကျမတယောက်တည်းဖြစ်တယ်လို့နေနေပါတယ်။အော်အိမ်တော်မပြုတ်ပဲကိုဒါတဲ့ကုသိန်းထိုင်းနေရောတွေ့သေးလား။အဲ့ချိန်မှလေမအေးသီလေးကမျက်နှာပြက်လို့သွားပြတ်ပါတယ်။မတွေ့ပါဘူးဘယ်တွေ့မလဲရှင်။ तू ကအမတ်တွေပါဖြစ်ခဲ့ရပဲ။ကျမတို့လိုစင်းရဲသားသွားရင်မမတ်မိဘူးလို့တော့ပြောမှာမတွေးဝင်ပါဘူးဒါပါပဲကျွန်တော်ကလေကိုလွန်းအောင်နေစကားဆက်လို့ပြောမိအောင်ခမောက်တတိရလာလို့လေအဲ့ဒါတွေ့လို့တွေ့ငါလာရှာတာဒါပဲကျွန်တော်ကမအေးကြီးလေးအခန့်နဲ့လက်ဖေးချမ်းကိုတောက်ပြီးတော့ပြန်လာခဲ့ပါတယ်မအေးကြီးကတော့ရခင်ကလိုပဲရိုးရိုးအေးအေးလေးရှိသေးတယ်ကိုလွန်းအောင်ရဲ့အကြောင်းပြောတဲ့အခါကီယူဆိုင်တဲ့တနာတန်ပါတလောက်ကိုသိန်းထိုက်ရဲ့အကြောင်းကိုပြောအောင်မှမုံတီးရွှန်ရှာတဲ့ပေါက်နေရကိုကောင်းစွာတတိထားမိလိုက်တယ်အဲ့ဒီလိုကိုသိန်းထိုင်တဲ့ကလေးတယောက်ရာသီဆိုခြင်းမှာအံ့ဩစရာလို့ထင်မိတယ်။ကိုလွန်းအောင်ပြောတဲ့အတိုင်းဟုတ်မှဟုတ်ပါလိမ့်စားလို့တွေးမိတယ်။အိမ်မှာကျွန်တော်ကအလုပ်များလို့ကိုလွန်းအောင်စီကိုမသွားနိုင်ပဲနေခဲ့ရ။တနေ့မှတတိယလို့သွားထင်စိတ်ပေါ်လာတာကြောင့်သွားမိတဲ့အခါမှာကိုလွန်းအောင်ကကျွန်တော်မရောက်ခင်တ냐ကားပဲဆုံးရှခဲ့ပြီလို့သိရတယ်။ကိုလွန်းအောင်ရဲ့အတူဘွားကိုလာကြတဲ့ပရိသတ်ကအတော်များတယ်။နမဲကြီးနိုင်ငံရေးသမားနဲ့လူကုန်တန်ပိုင်းကများတယ်။၎င်းတို့အထက်မှာကိုသိန်းထိုက်လေးပါဝင်နေမသားအိမ်မှာကိုသိန်းထိုက်နဲ့စိုက်ထုသူဇနီးတဲ့ကိုပါတွေ့ရတယ်ကိုသိန်းထိုက်ကသူ့ထက်ဦးမင်းရင်းရော်လည်းရှိပြီကားရီတောင်အနှင်းငယ်ကိုင်းနေလို့ထင်ရပြီးတော့မျက်ကွင်းတွေလည်းခြိုင်းလို့နေပါတယ်ပါပြင်းနဲ့နှာခေါင်းတွိုက်မှာအရေးခွန်နေတွန်းလျော့လည်းရှိတယ်ဒါမဲ့လှပတင့်တယ်လာတဲ့စက်တီကတော့ရခင်ကလိုပဲကြံလည်းရှိသေးတယ်ကိုသိန်းထိုက်ရဲ့ဘဝကတော့တစောင်းပြတ်သက်စရာတွေရဲ့မျက်နှာကျက်နေတူပါတယ်အထုအထိပ်ဖြာမှနေရလို့အစဉ်တစ်ပြေးတင်းတိတ်လောက်ပါချင်းဝေးဝါနေခဲ့တာလူတိုင်းရဲ့အပေါ်မှာနေရတယ်အခုခါမှာမျက်နှာကျက်ကပျက်စီးခဲ့ပြီဆိုပေမဲ့လှပတင်းတယ်တဲ့အတွင်ကတော့ကျင်းခဲ့တယ်သူရဲ့ဇနီးဆိုသူကအတော်ကောင်းမှုနဲ့အဝတ်စားနဲ့ကြောကြောဝွင့်ရှိပါတယ်တရဏဂုံတင်ကြပြီးတော့မသားအလောင်းကိုမြေကိုချဖို့ယူအသွားမှာအားလုံးရေရွနှနှောနဲ့ထားကြပါတယ်အဲ့ခါမှာတချို့သောသူတွေကကိုသိန်းထိုက်ကိုယူသေးလေးစားစွာနဲ့ပြောလို့ဆက်ဆက်လည်းရှိကြပေမဲ့တချို့သူတွေကတော့သူ့မမှတ်မိတော့ပါ၎င်းလူစုထဲမှာမအေးစီလေးပါပါဝင်နေအောင်တွေ့တဲ့အခါကျွန်တော်စိတ်ထဲမှာလွန်စွာအံ့အားသင့်သွားတယ်ကျွန်တော်ကသူ့အနီးကပ်သွားတယ်အော်မသားလိုက်ဖို့တော့ကျမရှင်လာပြီးနောက်တနေ့ကကိုလွန်းအောင်စီလာခဲ့ပါတယ်အဲ့တရားမပြန်ရသေးဘူးအော်ကိုလွန်းအောင်မသိခင်တော့တွေ့ရသေးပါဟုတ်လားဟုတ်ပါတယ်ကျမသူ့ကိုလာပြုစုပါတယ်ကိုလွန်းအောင်ရဲ့အလောင်းကိုမြေကိုမြုပ်လိုက်တဲ့အခါမအေးကြီးကရှိုက်ကြီးတင်းငင်ငိုပါတယ်ကိုလွန်းအောင်ရဲ့အာတူဘမှာငိုနေတဲ့သူဟုလို့မအေးကြီးတယောက်သာရှိခဲ့တယ်ကျွန်တော်ကသူနာပြုဆရာမကိုကိုလွန်းအောင်ရဲ့နောက်ဆုံးအခန်းကိုမေးမိပါတယ်တလို့ရှင်လာပြီးနောက်တနေ့မှအိမ်အဲ့ဒီမိမရောက်လာတယ်သူကလေကိုလွန်းအောင်ကိုကျမပြုစုပြစေလို့ကျမကိုတောင်းပန်ရှာတယ်ကျမလေသူ့ကိုတနာနဲ့ရှင်းတဘောပဲလို့ပြောပြီးတော့ရှင်နေသူ့ကိုဘာလို့ဆိုရဲတိုလီမိုလီကိစ္စတွေခိုင်းခဲ့မိအောင်သူကကိုလွန်းအောင်တော်တော်ချင်းမြတ်နေပုံရှာတယ်သူခမအမြဲတမ်းမျက်ရည်တဝဲဝဲနဲ့ကိုလွန်းအောင်တေးနေဆိုရင်လေသူခမမေးအောင်မေးသွားတယ်တော်တော်သနာစရာကောင်းတယ်ကျမကကိုလွန်းအောင်မေးကြည့်တယ်ရှင်နဲ့ဘာတော်လဲဆိုတော့ဘာမှမတော်ပါဘူးတဲ့သူငငယ်ကထောက်ပံ့ခဲ့ဘူးတဲ့ဒါနဲ့တနေ့ကျတော့ကျမကလေမအေးကြီးကိုကပ်ပြီးချုံမမေးလိုက်တာအဲ့တော့မှသူကလေမိမသားချင်းမထူးတော့ပါဘူးဆိုပြီးတော့အကြောင်းစုံပြောပြတယ်သူတို့ငငယ်ကကောလိပ်ကျောင်းသားတွေကိုသူတို့အိမ်မှာလူငါးဖြစ်ထားတဲ့
အဲ့လူထဲမှာကိုသိန်းထိုင်းဆွေသူကအချမ်းသာဆုံးရုပ်အချောဆုံးပဲတဲ့အဲ့ဒီကိုသိန်းထိုင်းရှိနေတော့သူ့စီကိုလာလေကြတဲ့တောင်သားတွေထဲမှာကိုလွန်းအောင်ကိုတွေ့ရတဲ့ကိုလွန်းအောင်ကိုတွေ့ချင်းသူအင်မတန်တနာတဲ့ကိုသိန်းထိုင်းကိုတော့လူချောင်းဥစ္စာပေါ်မဲ့သိပေမဲ့နည်းနည်းလေးကမှမခင်ဘူးတဲ့ဒါမဲ့ကိုသိန်းထိုက်ကရရဝဝနေသလားကိုလွန်းအောင်ကဆိုရင်သူ့ကိုရှိရလို့တော့အမှတ်ထားဖို့မရဘူးတဲ့ဒါမဲ့သူကတော့ကိုလွန်းအောင်ကိုချစ်လေးချစ်တနာလေးတနာလေးတဲ့ဒီလိုနေကြရကတညမှာကိုသိန်းထိုက်ကသူ့အတင်ကျက်နေကိုသိန်းထိုက်ကိုဘလို့ပဲမုန်းနေဆိုပေမဲ့ကိုသိန်းထိုက်ရဲ့အပြောဆိုအပြုမူတွေကိုတာယာမိခဲ့တဲ့အဲ့ညကသူကညင်ပဲ့ရုံခံမှုတတိမရနိုင်ပဲကိုသိန်းထိုက်ရဲ့အလူကိုလိုက်မိတဲ့နောက်လေမကြပဲသူ့စိတ်ထဲမှာကိုသိန်းထိုက်ကကိုလွန်းအောင်မြဖြစ်ရင်တော့ကောင်းမှာလို့တွေးမိခဲ့တယ်အဲ့လိုအောင်မိတဲ့စိတ်ကကြတော့ဘလို့ဖြစ်လာမယ်မသိဘူးတဲ့သူ့စိတ်ထဲမှာကိုသိန်းထိုက်ကိုကိုသိန်းထိုက်ရဲ့လို့အမှတ်မရှိတော့ပဲကိုလွန်းအောင်လို့ယူဆလာတယ်ကိုသိန်းထိုင်းနဲ့လူချင်းဆက်ဆက်နေရပေမဲ့စိတ်ကတော့ကိုလွန်းအောင်စီကိုရောက်နေတဲ့ကိုလွန်းအောင်ကိုတန်တနေအောင်အလူနဲ့နေခဲ့ရကနောက်ဆုံးအဆက်ကွဲတော့မဲကိစ္စပေါ်လာတယ်ကိုသိန်းထိုက်ကိုတောင်းပန်ဖို့အကျိုးကြောင့်ပျော်ဖို့တတိမရပဲကိုလွန်းအောင်စီကိုပြေးလာခဲ့တာကလေးကိုလည်းကိုသိန်းထိုက်ရဲ့ကလေးဆိုတဲ့စိတ်မျိုးမမွေးခြင်းပဲကိုလွန်းအောင်ရဲ့ကလေးလို့သာအတိမပြုတ်ထားခြင်းနဲ့အဲ့ဒါကြောင့်မလို့ကိုလွန်းအောင်စီပြေးလာပြီးတော့အကြောင်းစုံပြောပြတယ်နောက်ကိုလွန်းအောင်ရဲ့အစီအစဉ်ကိုခံခဲ့တဲ့နောက်ဆုံးမှသူကကိုလွန်းအောင်ကိုချစ်ပြရစီဆိုတဲ့အကြောင်းကိုတောင်းပန်ဆိုင်မိတဲ့အထိကြံခဲ့ပါသေးတယ်။ဒါမဲ့ကိုလွန်းအောင်ကတော့ဘလို့မှမထူးခြားခဲ့ဘူး။အဲ့ဒါဟိုနေ့ကတော့ကိုလင်းအောင်ကသူ့ရဲ့မက်ကိုကန်လွတ်တောင်မှမပြန်မေးစနေပါတော့မယ်။ပြုစုပါတော့မယ်ဆိုပြီးတော့နေတော့တာပဲ။သူနာပြုဆရာမကခပ်ပြုံးပြုံးလေးပြောခဲ့ပါတယ်။ကျွန်တော်ရည်ထဲမှာတော့နေကနေဖြစ်ခဲ့တယ်။ပြဿနာတရက်ရှင်းလင်းသွားခဲ့ပြီ။လူရင်းရဲ့စမ်းကြဲတဲ့စိတ်တရားကိုလေသဘောပေါက်လာတယ်။စိတ်နဲ့ခန္ဓာကိုယ်ကအတူတွဲနေတရားနဲ့တကွဲစီဖျားတဲ့သဘောဆင်ခြင်မိတယ်။မအေးကြီးလေးအပေါ်မှာတနာစိတ်ပေါက်လာရကကိုလွန်းအောင်ကိုယွန်ရှောင်မုန်းတီးသလိုဖြစ်လာပါတယ်။လူအားဖြင့်ချင်းနေဒုက္ခိတတတ်တော်ဟာဆိုပေမဲ့စိတ်အားဖြင့်ခိုင်မာလာတယ်။မိမတယောက်ကကိုယ့်ကိုချစ်နေတာပြန်ပြီးတော့မချစ်နိုင်လို့ညင်ပဲ့ဆွမ်းနေယောက်ျားကတော့ရှားလာတယ်။ကိုသိန်းထိုက်ကကိုခန္ဓာအားဖြင့်တင်းတဲ့ထွားဆိုင်လာပြီးမြစိတ်ကတော့ပျော့ညံ့နေ။တကယ်လို့သာကိုလွန်းအောင်ကအဲ့လိုရည်မှန်းချက်မမြင့်ပါပဲချင်းနေသူပူပြီးနေခဲ့ရဆိုရင်ကိုသိန်းထိုင်ရဲ့ဘွားက၎င်းမအေးကြီးလီရဲ့ဘွားက၎င်းကိုလွန်းအောင်က၎င်းအဲ့ဒီလိုကြာဆုံးဖွဲ့ရအောင်အကြောင်းမရှိနိုင်ပန်ပီရဲ့ဦးတိုင်းအတွင်းမှာဆွေမိကြီးပွားခဲ့တဲ့ပိုးရီကအဲ့ဒီပန်ပီကပွင့်နဲ့ပန်းပွင့်နဲ့တကွအပင်ကိုပါဖြတ်စည်းလေသလိုကိုလွန်းအောင်ရဲ့ရင်ထွေးမှာငယ်စဉ်ကလေးကကိန်းအောင်ခဲ့တဲ့ရည်မှန်းချက်ကြီးမှုကကိုလွန်းအောင်ပေါ်မှာမိခွဲတွေ့လာလို့ရှိတဲ့ကိုသိန်းထိုင်နဲ့မအေးကြီးတို့ရဲ့ဘွားအတီးတီးကိုတာမကကိုလွန်းအောင်ရဲ့ဘွားကိုပါဖျက်ဆီးချိမုံခဲ့တယ်။ကျွန်တော်အဲ့ဒီလိုဆိုရင်လူဘွားရဲ့စံကြေပုံတွေကိုဆင်ခြင်ရင်ကိုလွန်းအောင်ရဲ့အာတူဘာဝေယဝိစာတွေကိုဆောင်ရွက်ခဲ့ပါရင်ကိုသိန်းထိုင်နဲ့လည်းစကားပြောမိကြတယ်။အေးဗျာကျုပ်လေခုတလောကောင်းကောင်းမမောင်တိတ်ပြီးတော့အားနေနေကိုအတော်ကျူးထားနေရတယ်။ခမအတော်ရွှင်ကောင်းမယ်ထင်တယ်။ကျွန်တော်အဲ့ဒီမြတာတတိပေးနိုင်ခဲ့တယ်။ကိုသိန်းထိုက်ကအဲ့ဒီနေ့ကကတုံးကရင်ဖြစ်နေအောင်ကိုကောင်းစွာသတိထားမိခဲ့ပါတယ်။ပါဇက်ကလည်းအမြဲတမ်းအရက်နဲ့သေးနေပြတ်တဲ့မျက်နှာစာကတော့ခြာစားခဲ့ပြီ။ကိုလွန်းအောင်ရဲ့အာတူဘကိုတပိတ်သွတ်ပြီးနောက်တနေ့မှာကိုလွန်းအောင်ရဲ့တပည့်ဝင်းလုံလေးတွေကကျွန်တော်ကိစ္စတစ်ခုနဲ့တိုင်ပင်လိုတယ်လို့ခေါ်လို့တော်ရောက်တွေးဆုံရမှာအန်အောင်တင်းဖွေရကိစ္စတစ်ခုနဲ့ထမှန်တွေးကြုံရတယ်။ကိုလွန်းအောင်ရဲ့တည်တန်းဆောင်ကိုဖွင့်ရခြင်းမှာကိုလွန်းအောင်ကဝင်းလုံလိုက်လို့ရှာတဲ့ငွေအနက်ဘယ်မှာစုထားတဲ့ငွေတွေရှိတယ်။အဲ့ဒီငွေတွေကသူတည်သွားတဲ့နောက်မှာစက္ကန့်ရမယ့်သူမရှိလို့ဖြစ်နေပါတယ်။ကိုလွန်းအောင်ကဘယ်ဆွေမျိုးနေမှဆက်တွေ့သူမဟုတ်ပါ။သူရဲ့ဖခင်ကြီးတည်ဆုံသွားပြီးတော့သူ့မှာဆွေမျိုးမရှိလို့ဖြစ်နေပါတယ်။သူ့ရဲ့အလုပ်သူ့ရဲ့တပည့်တွေသူ့ရဲ့အမှုတွေအမှုအခင်းတွေဒါလည်းသူ့ရဲ့မိတ်ဆွေမျိုးဖြစ်နေတာ။ဒါကြောင့်ကိုလွန်းအောင်တည်ဆုံသွားတဲ့အခါမှာဗန်မာကျန်ရဲ့ငွေကိုလွှဲမဲ့သူမရှိလို့ဖြစ်နေပါတယ်။ဒါမဲ့ကျွန်ုပ်တို့ရဲ့ကိုလွန်းအောင်ကတော့ငွေလွှဲပေးရမှာကိုရွေရွယ်ပြီးတော့ဖြစ်ခဲ့ပါတယ်။သူကတခြားသူမဟုတ်ပဲမအေးကြီးလေးဖြစ်နေတယ်။မအေးကြီးအပေါ်မှာစိုးခဲလေသမျှစိန်ကားခဲသမျှအကျဉ်းသာကင်းမဲစွာပြုတ်ခဲသမျှအဲ့ဒီလိုခြေခဲ့ပါတယ်။ကိုလွန်းအောင်အဖို့ဒီတနည်းသာရှိတော့တယ်။ဒီနည်းမှတပါအခြားနည်းမရှိနိုင်။ကျွန်တော်တို့တွေကမအေးကြီးလေးကိုခေါ်လို့အကျိုးဆောင်ပြပြတဲ့အခါမအေးကြီးလေးကထုံးပွဲချငိုပါတယ်။မအေးကြီးရဲ့ရင်ထဲမှာဖိနေမျိုးသိခဲသမျှပေါက်ကွဲခဲ့ပါတယ်။ကျွန်တော်တို့ကဘာမှမပြောပဲ
အပါတရားငိုနေလို့ကျွန်တော်တို့ကချုံမောရသည်သူတို့နှစ်ဦးရဲ့အတွင်းဆက်လန်ကိုမသိသေးတဲ့သူအဖို့ဘလောက်မှမထူးခြားခဲ့ပေမဲ့ကျွန်တော်ဖို့ကထူးခြားနေပါတယ်ကိုလုံးအောင်ကမုံမြတ်တဲ့တည်ခြင်းနဲ့တည်ခဲ့ပြီကျမမယူရင်မဖြစ်ဘူးလားကျမမယူချင်ပါဘူးရှင်ကျမလိုချင်တာငွေတွေမဟုတ်ပါဘူးငွေတွေမလိုချင်ပါဘူးအဲ့ဒီလိုညင်းပါတယ်ဒါမဲ့ကျွန်တော်တို့ကချုံမောလို့ပေးခဲ့ရတယ်ကျွန်တော်တို့ကပြုတင်တဲ့ကိစ္စတွေကိုပြုပြီးတော့ကိုလုံးအောင်ရဲ့အိမ်ကထွက်ခွာလာခဲ့ပါတယ်အိမ်နောက်မှာကျွန်တော်ကကမာယိုဘက်ကိုမရောက်ခဲ့ပါကိုသိန်းထိုင်နဲ့ကိုလုံးအောင်တို့ရဲ့အကြောင်းကိုစဉ်းစားလိုက်တိုင်းကောလိပ်မှာနေခဲ့ချစဉ်ကကြုံရတဲ့အဖြစ်အပျက်တွေတတိယပြီးတော့စိတ်မကောင်းဖြစ်မိတယ်အဲ့ဒီမှာမအေးကြီးလေးရဲ့အကြောင်းကိုစုံစမ်းထောက်လှမ်းတဲ့အခါကိုလုံးအောင်ထားခဲ့တဲ့ငွေနဲ့အိမ်ကိုအသိပြန်လို့မုံမှန်ပြီးတော့ရှိသမျှငွေတွေကိုအလူတန်းပေးခြင်းဖြင့်သုံးစိမ့်နေလို့ကြားတယ်အိမ်ထောင်လေးမပြုတ်နောက်ကိုလည်းအိမ်ထောင်ပြုတ်လိုက်မယ်လို့မထင်ပါငွေတွေထောင်တောင်းစီလို့ကြင်ပြမိပလွာဝင်ကြွားစွာနေခြင်းလည်းမရှိပကတိယူသားစွာနေတယ်လို့ကြားသိရတယ်ဒါပေမဲ့စိတ်ချမ်းသာခြင်းကတော့ရှိပုံများလို့သိရတယ်တခါတည်းမှာသူတို့ရဲ့ဆက်လန်းကိုလဝါဖို့တင်လို့စဉ်းစားမိပါတယ်သူတို့ရဲ့အဖြစ်ကိုစဉ်းစားလိုက်တဲ့အခါမှာကိလေသာနဲ့မြတ်တာစိတ်နဲ့ကိုစားတဲ့အရာတွေကတွဲဘက်ပေါင်းဆက်လို့နေတယ်လို့ထင်တရားရောက်နဲ့တကွဲစီဖြစ်နေပုံကိုမြင်မိရင်မအေးကြီးနဲ့ကိုလုံးအောင်တို့ရဲ့အဖြစ်ကမြတ်တာကိုမိလို့ပေါ်ပေါက်ခဲ့တယ်မအေးကြီးနဲ့ကိုသိန်းထိုက်တို့ကိစ္စမှာကိလေသာစိတ်မှာမိလို့နေတယ်လူတိုင်းအချစ်လို့ဆိုမယ်ဆိုရင်ကိလေသာစိတ်ဆိုတဲ့သဘောပါဝင်နေပေမဲ့ကိလေသာစိတ်မှာကြတော့ချက်ချင်းမြတ်တာမပါဝင်မှာတကူကြီးမှချင်းဆိုအောင်မှာကိုကန်တိုင်ရဲ့တကူထက်စိတ်တကူကပြင်းထန်ဆူရှာပုံကိုသိတာနိုင်ခဲ့တယ်ကိုကန်နာကြီးနဲ့တကွေးနေရဲ့ကိုလုံးအောင်ကကိုအင်ကထွားချိုင်းတက်မှလာတဲ့ကိုသိန်းထိုက်ကိုစုမှုကြိုးကန်ခဲ့တာအံ့ဩဖွယ်ရာဖြစ်ပါတယ်မအေးကြီးရလေမိမိဆယ်လက်တွေ့သားနေလူတယောက်ကိုသားလေမျော်လင့်ချက်မရှိပင်တဲမဲမဲဆောင်စားနေခြင်းကစဉ်းစားလိုက်တိုင်းကြေကွဲဖွယ်ရာဖြစ်တယ်လူဘဝကတော့အဲ့ဒီလိုကြေကွဲဖွယ်ရာအံ့ဩဖွယ်ရာတွေနဲ့ရှစ်တိုင်းပတ်ဝိုင်းနေတဲ့ပင်ကူအင်ကြီးလိုပါကုလုံးအောင်တည်ဆုံးပြီးနောက်မှာနှစ်ကျော်3နှစ်မြကြာတဲ့အချိန်မှာတည်င်းစမှာရှိတဲ့နိုင်ရေးကြော်ညာတစ်ခုဖမ်းမိတာစိတ်ထဲမှာပါလို့ဖြစ်သွားပါတယ်နိုင်ရေးကြော်ညာကကိုသိန်းထိုက်ရဲ့နိုင်ရေးကြော်ညာပါကိုသိန်းထိုက်ကိုဝိပဿနာပြုကြရမှာမင်းတိုင်ပေးအမတ်ဟောင်းတရားသူကြီးဟောင်းပြည်သူအကျိုးဆောင်ပါတီဥက္ကဋ္ဌဟောင်းနိုင်ငံရေးကောင်းဆောင်ကြီးတက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဟောင်းဝေလုံတော်ရဦးသိန်းထိုက် BLBL လို့အစပေါ်ပြပြီးတော့တည်ဆုံးပုံကိုလေကာလကြာမြင့်စွာမမကြမ်းဖြစ်ခဲ့ရမှာလို့ရေးထားတယ်။ပြန်တဲ့မျက်နှာစာကတော့မြေကိုခခဲ့ရတယ်။၎င်းမျက်နှာစာကိုမုံမှန်ချေသားခဲ့တဲ့ပြည်သူကာကြီးကမထင်မရှားနဲ့မြေအောက်မှာဆွေးမြေလူမတက်ရှိပြီးကိုသိန်းထိုက်ကဝင်းညင်ကိုနှုတ်ယူခြင်းခံရပြီးတော့ရုပ်သေးရုပ်ပမာကျိုးစိသမျှကနေဘွားကလွကင်းပြရောတယ်။မောင်တန်းစိန်မင်းဟိုတနေ့ကဦးပြောခဲ့ဝတ္ထုရေးပေးလိုက်ပြီ။အဲ့ဒါမေမေကြည့်ပြီးတော့တင်းတလို့စီစဉ်ပြင်ဆင်လိုက်ပါ။ဝတ္ထုကတော့ခက်ဆဆပဲကွာ။ဒီဝတ္ထုကိုရေးချင်စိတ်ပေါ်လာ။အခုခေတ်မှာတချို့နိုင်ငံခေါင်းဆောင်အခေါ်ခံရတဲ့ပုဂ္ဂိုလ်တွေကတကယ်ရေးခြင်းမရှိပဲရာထူးဝင်ယူတယ်ဆိုရင်တော်ကြမနိုင်မနေနဲ့ကိုယူကိုင်းရဖြစ်ကုန်မှာဆိုလို့ပဲ။ဒီတော့တကယ်နေရာကောင်းမှလှုပ်ချင်တဲ့သူကသူနဲ့ထိုက်တဲ့နေရေးခြင်းရှိဖို့လိုတယ်။ကြိုးစားဖို့လိုတယ်။လေးလာတင်စားဖို့လိုတယ်လို့ဆိုချင်တာပဲ။ဒီဝတ္ထုမှာချွေးချက်တစ်ခုတွေ့လိမ့်မယ်။ဒီချွေးချက်ကဒီဝတ္ထုပဲခေတ္တကဖြစ်တယ်ဆိုတော့အတိအကျမဖော်ခဲ့ဘူး။နောက်ပြီးတော့ဝတ္ထုနဲ့နောက်ခံနိုင်ငံရေးရာဇဝင်ကိုမဖော်ခဲ့ဘူး။ဒါတော့မဖော်ခြင်းလို့တက်ချန်ထားတာပဲ။ငါကြီးတော့ဗမာပြည်နိုင်ငံရေးရာဇဝင်မဟုတ်ဘူး။ဗမာပြည်နိုင်ငံရေးသမားကြောက်ရဲ့အကြောင်းပဲ။သူ့ချောင်းအဓိကထားပြောရှိတယ်။အဲ့ဒါကြောင့်ခေအချိန်ခါရဲ့ရာဇဝင်နောက်ကြောင်းကိုမဖော်ခဲ့ဘူး။ဖော်ဖို့လည်းမသိဘူးလို့ထင်တယ်။တကယ်ဆိုတော့ဒုက္ခတရကုံလူစိတ်ဖြစ်နေပြီ။တို့တွေကအဖိုးကြီးဖြစ်နေပါပြီ။မင်းတို့လူငယ်လေးတွေလူကြီးလှုပ်ကြရမယ့်နောက်တစ်ခေတ်မှာကောင်းဆောင်ကောင်းနောက်လိုက်ကောင်းလို့တွေတကယ်တော်ရဲ့သူတကယ်တက်တဲ့လူတကယ်ကိုတိုင်ပြီးမှအသုံးဝင်မဲ့လူတွေလိုလာပြီးဒီတော့မင်းတို့တွေကစူးစမ်းဖို့တင်နေနောက်ပြီးတော့မင်းတို့တွေကစိတ်ခေ3နှစ်အတွင်းမှာခါပြက်ပြီးတော့ပညာရေးမှာလင်းခဲ့ကြတယ်။ရှောင်းဝဝနဲ့အချိန်ကုန်ခဲ့ရတယ်။ဒီတော့တို့လူကြီးတွေထက်မင်းတို့ကပို့ပြီးတော့စူးစမ်းမယ်။တို့တွေခေတ္တကဒီလောက်ပြက်စီးစရာမများခဲ့ဘူး။အနောက်ရှက်လည်းမရှိဘူး။မင်းတို့ကကန်ဆိုးတယ်။ဒီတော့အဆဆရာစူးစမ်းမယ်။စာပေလောကနိုင်ငံရေးစီးပွားရေးပညာရေးအဆဆရာဘောကစူးစမ်းကြဖို့ကိုသိန်းထိုက်လိုလူမျိုးမဖြစ်ဘူးအရေးကြီးတယ်။ဒါပဲဒီသဘောပေါ်အောင်မင်းပြုပြင်ပြောရှင်းတော့ကျေးဇူးပဲ။မင်းစပြီလောကထဲမှာရောက်နေငါဝမ်းသာတယ်။အခုလည်းတရင်စမှလုံးနေကြတယ်။အေး
ငါလေးသတင်းစာအိတ်တာဘွားတော့အလွမ်းသားဟေစူးစမ်းကြပါပရိသတ်များရှင်ဇလန်လေးကတော့ဒီညမှာတင်ပြီးဆုံးသွားပါပြီဇလန်လေးကိုအားပေးနာဆင်ပေးခဲ့ကြလို့ပရိသတ်ရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်